င်္ဂလာပါရှင်2019ခုနှစ်ဩဂုတ်လ4ရက်မြန်မာတက္ကရာ1389ဝါကောင်လာဇန်12ရက်တောက်ကြနေ့အတွက်လွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာပိုင်းစီစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီ။ကျွန်မမသိသေးပါရှင်။ဟုတ်ကဲ့ပါကျွန်တော်ရဲစီသူကပါဒီနေ့သတင်းတွေထဲမှာရခိုင်ပြည်နယ်မောင်နှမမြို့နယ်မှာတပ်မတော်ကလုံခြုံရေးတိုးမြင့်ချထားလိုက်ပြီးရခိုင်ပြည်နယ်ကအစိုးရကလုံခြုံရေးအစည်းအဝေးပြုလုပ်တဲ့သတင်းသာသနာရေးဝန်ကြီးဌာနကတောင်းဆိုလာရင်ရန်ကုန်မန္တလေးကတန်ဃာတော်တွေနဲ့တပိတ်စခန်းတွေကိုအရေးယူသွားမယ်လို့ပြည်ထောင်စုဒုတိယဝန်ကြီးကပြောကြားလိုက်တဲ့သတင်း66ဂါကြီးဆက်သွေးဥပဒေနဲ့ဖမ်းဆီးခံရတဲ့ The Voice Editor ချုပ်ဦးကျော်မင်းဆွေကိုတရားရုံးကအာမခံပေးလိုက်တဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုထုတ်လွှင့်ပေးမှာပါဟုတ်ကဲ့ပါရှင်သတင်းတွေပြီးထုတ်လွှင့်မဲ့တွေ့ဆုံမေးမြန်းချက်တစ်ခုထဲမှာဆိုရင်တော့သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ကျွန်တော်တို့သက်ဆိုင်ရာမြို့နယ်ခရိုင်တိုင်းဒေသကြီးအဆင့်တန်ခါအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့တဲ့ဒီနိုင်ဖြစ်ရှိမှုတွေဆောင်ရွက်ရှိပါတယ်ရန်ကုန်နဲ့မန္တလေးကအစိုးရပြုတ်ကျရေးတပိတ်စခန်းတွေနဲ့ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးဌာနဒုတိယဝန်ကြီးရဲ့သဘောထားအကြောင်းသတင်းပေးပို့ချက်မှာမကြခင်အပြည့်အစုံကြားရမှာပါရှင်။ဒါပြင်လဲမတရားအသင်းဆက်သွယ်မှုဥပဒေနဲ့ဖမ်းဆီးခံရပြီးဒီဘောအချင်းတောင်မှာအမှုရင်ဆိုင်နေကြရတဲ့သတင်းတောက်တွေဒီကနေ့ရုံးထုတ်စစ်ဆေးတဲ့အကြောင်းဆွဲဒါတွေနဲ့အတူဒီကနေ့အာမခံနဲ့လွတ်မြောက်လာတဲ့ The Voice Editor ချုပ်ဦးကျော်မင်းဆွေသတင်းမီဒီယာတွေမေးမြန်းတာတွေကိုဖြေကြားတဲ့အကြောင်းစတဲ့သတင်းပေးပို့ချက်တွေအပြင်စိတ်ဝင်စားစရာအစီအစဉ်တွေကိုလည်းထုတ်လွှင့်သွားမှာပါခုပထမအဆုံးတော့ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတော့တင်ပြပေးပါမယ်ရှင်ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်အောက်နန်းရာကြီးရွာမှာဇေဒီပြင်ကြီးရွာအခြေစိုက်ကနေကြားကောင်ရဲတပ်ဖွဲ့ကအကြမ်းဖက်မှုနဲ့ဆက်နွယ်တယ်လို့တန်တရားရှိသူ6ဦးကိုဒီကနေ့မနက်ကတွားရောက်ဖမ်းဆီးရာမှာရွာကန်တွေနဲ့ရဲတပ်ဖွဲ့တို့ကြားပြိပခါတွေဖြစ်ပွားခဲ့တယ်လို့အဲ့ဒီကြီးရွာမှာရောက်နေတဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်အဲ့လိုဖြစ်ခဲ့တဲ့အခြေအနေတွေကိုရသေ့တောင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတန်းနိုင်ကအခုလိုပြောပါတယ်မနက်ကဖြစ်တာမှာတော့မော်လဗီအဓိကကျွန်တော်တို့ဒီ RSO အကြမ်းဖက်နဲ့ဆက်သွယ်လုပ်တဲ့တပ်ဖွဲ့ဝင်ဖြစ်တဲ့မော်လဗီကောင်းဆောင်ပေါ့နော်ကောင်းဆောင်ကိုဖမ်းဖို့လုပ်တာမှာလူတွေကဝိုင်းပြီးတော့အဲ့လိုရေးကိုဒီကလေးနဲ့ပြစ်တယ်လူတွေကဝိုင်းအောင်လာပြီးတော့ဒီကလေးနဲ့ပြစ်တာပေါ့6ယောက်ဖမ်းမိတာမှာ10ယောက်ကလူတွေဝိုင်းဆွဲတော့သက်တော့တယ်4ယောက်ကိုပဲပြီးလာတယ်အဲ့ဒါမနက်ကနေ့လေကတက်ကအကူရောက်လာတော့လက်နဲ့ပြန်ပြီးတော့ဝိုင်းပြီးတော့ခြာတဲ့အခါမှာ10ယောက်ပြီးလာတယ်ကျန်တဲ့လူတွေကတော့မမိသေးဘူးအင်အား25ဦးပါဝင်တဲ့နေကြားဆောင်ရဲတပ်ဖွဲ့ကအောက်နန်းရာကြီးရွာကအကြမ်းဖက်မှုတွေနဲ့ဆက်နွယ်နေတယ်လို့ယူဆရသူ6ဦးကိုဖမ်းဆီးပြီးပြန်လည်ထွက်ခွာလာရမှာရာနဲ့ချီတဲ့လူကဖမ်းဆီးထားတဲ့လူတွေကိုရဲတပ်ဖွဲ့ထံကနေလူယူရမှာ6ဦးတည်းက2ဦးပါသွားခဲ့ပါတယ်။ရွာသားတွေကဒုတ်ဓာရင်ကလေးတွေနဲ့တိုက်ခိုက်တာကြောင့်ရဲတပ်ဖွဲ့ကတနက်နဲ့ပစ်ခတ်ခုခံပြီးပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ဒေသခံရဲရှာကြီးတူကပြောပါတယ်။တပ်မတော်ကအဲ့ဒီကြီးရွာမှာရှင်းလင်းရေးအတွက်ဆက်လက်လှုပ်ဆောင်ပြီးအကြမ်းဖက်မှုတွေနဲ့ဆက်နွယ်တဲ့နောက်ထပ်ကြီးရွာသားတဦးကိုနေ့လယ်ပိုင်းမှာထပ်မံဖမ်းဆီးလိုက်တယ်လို့လည်းသိရပါတယ်။ဒီနေ့မနက်ကဖြစ်ပွားခဲ့တဲ့ပြိပခါကြောင့်အောင်နန်းရာကကြီးရွာသား4ဦးလောက်တနက်တရာတွေရရှိခဲ့တယ်လို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတန်းနိုင်ကပြောဆိုထားပါတယ်။ဒါပေမဲ့ဒေသခံရဲရရှိသူဘက်ကထိခိုက်ဒဏ်ရာရသူအကြီးအတွက်ကိုအတီးပြုပြောဆိုတာမရှိပါဘူး။ဒီပြဿနာပတ်သက်ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီကို RFA ကဆက်သွယ်မြင်းရပေမဲ့လည်းလက်ခံဖြေကြားတာမရှိပါဘူး။အောင်နန်းရာကြီးဟာအာနာပိုင်တွေကဘင်္ဂါလီလို့ခေါ်ဝေါ်တဲ့ရိုဟင်ဂျာမွတ်စလင်တွေနေထိုင်တဲ့ကြီးရွာတွေဖြစ်ပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်မောင်နှမမြို့နယ်ကကိုင်းကြီးရွာသား6ဦးမနေ့ကအကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့်သေဆုံးခဲ့ရပြီးမေယူတောင်ကျောတဝိုက်မှာတပ်မတော်ကလုံခြုံရေးကိုထပ်မံတိုးချဲ့ချထားလိုက်တယ်လို့ရခိုင်ပြည်နယ်အစိုးရကလည်းမောင်နှမခရိုင်ခရိုင်မှာဒီလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့နယ်မြေလုံခြုံရေးအတွက်ဒီကနေ့မှအရေးပေါ်အစည်းအဝေးလုပ်ခဲ့ပါတယ်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပိုးနဲ့အတူပြည်နယ်ဝန်ကြီး4ဦးအပါအဝင်နယ်မြေကန်တပ်မတော်စစ်ဆေးရေးကုတ်ကဲမှုအဖွဲ့တခါနယ်ကြားဆောင်တပ်ဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့အတွင်းရေးမှူးဦးတင်မောင်ဆွေကပြောပါတယ်ရှင်ဒါတပ်မတော်စစ်ကြောင်းတွေကိုဒါခုနကပြောလို့ပို့ပြီးတော့ဒါတိုးချဲ့ပြီးတော့အဲ့မှာမေယူတောင်ကျောပေါ်မှာဆိုရင်တရင်3ရင်4ရင်လောက်ကိုအဲ့မှာလှုပ်ရှားပြီးတော့ခုနကပြောဒီစုံမိုးပေးထားတယ်။နေကြဆောင်ရဲတက်ရင်ဖွဲ့တွေကလည်းအကြီးရွာများထဲမှာရှိတယ်မနေ့ကကိုင်းကြီးရွာသား6ဦးကိုအကြမ်းဖက်သမားတွေကလှုပ်ကြံခဲ့တယ်လို့ရွာသား2ဦးကိုပျောက်ဆုံးနေတဲ့အတွက်ရှာဖွေနေတယ်ဖြစ်တယ်လို့လည်းဦးတင်မောင်ဆွေကပြောပါတယ်။တေဆုံးသွားတဲ့ကိုင်းကြီးရွာသား6ဦးအတွက်ပြည်내အစိုးရကတဦးကိုငွေကျပ်10သိန်းစီထောက်ပံ့ကြေးပေးခဲ့ပြီးတော့နာရေးကိစ္စတွေကိုလည်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ပြောပါတယ်ရှင်။ရန်ကုန်နဲ့မန္တလေးမှာတန်ဃာတော်တွေနဲ့လူပုဂ္ဂိုလ်တွေဖွင့်လှစ်ထားတဲ့တပိတ်စခန်းတွေနဲ့ပတ်သက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကအမှုဖွင့်လာရင်ဥပဒေနဲ့ညီဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြောပါတယ်။ဒီနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာသတင်းတောက်တွေကတပိတ်စခန်းတွေနဲ့ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးဌာနကဘလို့အရေးယူဆောင်ရွက်မလဲလို့မေးမြန်းရမှာဖြေကြားခဲ့တာဖြစ်ပါတယ်။အစိုးရစံကြီးတပိတ်စခန်းတွေကိုရန်ကုန်မြို့ရွှေတကုံဖျားအရှိတ်ဘက်မုတ်ကျေးသွန်းဖျားရှိနဲ့မန္တလေးမြို့84လမ်းကသာသနာ2500ဗိမာန်တော်ဝင်းအတွင်းမှာဩဂုတ်လ2ရက်နေ့ကစပြီးတပိတ်စခန်းဖွင့်လှစ်ထားတာပါ။
တစ်ချိန်တည်းမှာလည်းအစိုးရနှုတ်ထွက်ပေးဖို့တပိတ်မောက်ရာမှာပါဝင်တဲ့တန်ဃာတော်တွေဟာတန်ဃာအများစုကိုကိုစားမပြုကြောင်းနဲ့တည်ငြိမ်အေးချမ်းမှုကိုမလိုလားတဲ့သူတွေကရဟန်းတွေနဲ့လူပုဂ္ဂိုလ်အချို့ကိုအသုံးချတာဖြစ်နိုင်ကြောင်းတန်ဃာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကမနေ့ကဩဂုတ်လ 3 ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရဟန်းတွေလက်မရအောင်ပြုလုပ်ခြင်းအကျိုးမဲ့အောင်ပြုလုပ်ခြင်းနေရာမရအောင်ပြုလုပ်ခြင်းဆဲရဲခြင်းချိန်မောင်းခြင်းရဟန်းတန်ဃာချင်းချင်းကွဲပြားအောင်ဂုံးတိုက်ခြင်းစတဲ့အကြောင်းတရားရှိမျိုးပြုလုပ်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုတန်ဃာတွေကကြောင်းတွဲမှသာတပိတ်မှောက်ထိုက်ဆန္ဒပြထိုက်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။လက်ရှိအစိုးရဟာသာသနာကိုထောက်ပံ့လှူဒန်းဆောင်ရှောက်နေတဲ့အစိုးရဖြစ်ကြောင်းနဲ့အဲ့ဒီအချက် 8 ချက်ထဲကတခုခုမှဖောက်ဖျက်ခြင်းမရှိကြောင်းလည်းကြေညာချက်မှာပါရှိပါတယ်ခင်ဗျာမတရားသင်းဆက်သွယ်မှုဥပဒေပုံမှန်19နဲ့တရားစွဲဆိုခံထားရတဲ့သတင်းတောက်3ဦးအပါအဝင်6ဦးကိုတီဘောမြို့နယ်တရားရုံးကအာမခံပယ်ချလိုက်ပါတယ်။ဒီကနေ့ဩဂုတ်လ4ရက်နေ့ရုံးချိန်းမှာ4ချိန်မြောက်ရုံးချိန်းဖြစ်ပြီးတော့တရားလိုကိုစတင်စစ်ဆေးခဲ့ပါတယ်။ DBB နဲ့ ARD သတင်းဌာနကသတင်းတောက်3ဦးအပါအဝင်6ဦးကိုအာမခံပေးဖို့အတွက်ပြီးခဲ့တဲ့လ28ရက်နေ့ရုံးချိန်းမှာရှေ့နေတွေကလျှောက်ထားခဲ့တာဖြစ်ပါတယ်။ DBB သတင်းဌာနကဦးအေးနိုင်နဲ့ကိုဖုံးပြည့်အောင်တခါ ARD သတင်းဌာနကကိုလဝီခေါ်ကိုသိန်းစော်တို့ကိုလူကအတူစီးနှင်းလိုက်ပါလာကြတဲ့ဦးအောင်ခမ်းစိုင်းတန်းညွန့်ဦးထွန်းအေးတို့ကိုပုံမှန်19နဲ့တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။စိုင်းအောင်ခမ်းစိုင်းတန်းညွန့်နဲ့ဦးထွန်းအေးတို့ကားဟာလိုင်စင်မဲ့ဖြစ်နေတဲ့အတွက်ပို့ကုန်သွင်းကုန်ဥပဒေနဲ့တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ဒီသတင်းတောက်3ဦးဟာပြီးခဲ့တဲ့ဇွန်လအတွင်းက TNLA တအောင်းပလောင်လွတ်မြောက်ရေးအဖွဲ့ကပြုလုပ်တဲ့မူရစ်ဆေးဝါးမီးရှို့ပွဲကိုတွားပြီးတော့ပြန်အလာမှာတပ်မတော်စစ်ကြောင်းတစ်ခုကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အာမခံရဖို့အတွက်ဆက်ပြီးလျှောက်ထားဖို့ကိုတော့အမှုရုံလုံးပေါ်လာဖို့အထီးဆောင်ရမှာဖြစ်ပြီးအာမခံရဖို့အတွက်ကြောင်မဲခရိုင်တရားရုံးအထိအယူခံတက်မတက်ဆိုတာကိုတော့ရှင်းနေတွေအချင်းချင်းလဲတိုင်ပင်ရအောင်မှာဖြစ်တယ်လို့ DBB သတင်းဌာနကကိုအေးနိုင်ရဲ့ရှင်းနေဦးမမောင်ဝင်းကပြောပါတယ်ရှင်။ The Voice သတင်းစာအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကိုဒီကနေ့9ချိန်မြောက်ရုံးထွက်ရမှာဗန်းမြို့နယ်တရားရုံးကအာမခံပေးလိုက်ပါတယ်။ဆက်သွယ်ဥပဒေပုံမှန်66 ဂါကြီးအတွက်အာမခံကျပ်သိန်း200သတင်းမီဒီယာဥပဒေပုံမှန်25ခါခွေးအတွက်10သိန်းနဲ့အာမခံ2ဦးစုစုပေါင်း320နဲ့ဦးကျော်မင်းဆွေကိုအာမခံပေးလိုက်တာပါအခုလိုအာမခံရရှိတာဟာကျမ်းမာရေးအပြင်66ဂါကြီးနဲ့အမှုဖွင့်ခံထားရပြီးအာမခံရရှိတဲ့တခြားအမှုတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်အခွင့်အရေးဆုံးရှုံးနေတဲ့ဆိုတဲ့အချက်နဲ့အာမခံပေးလိုက်တာလို့ဦးကျော်မင်းဆွေရဲ့တရားဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောပါတယ်ဦးကျော်မင်းဆွေကတော့သူဆွဆွဲထားတဲ့အမှုအပေါ်မှာကျွလွန်ထားခြင်းမရှိတဲ့အတွက်စိတ်ရှင်းရှင်းနဲ့တရားဥပဒေတိုင်းဆက်လက်ရင်ဆိုင်သွားမယ်လို့သတင်းတောက်တွေကိုပြောပါတယ်ပြီးခဲ့တဲ့မတ်လ26ရက်နေ့က The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ကြည်တောင်စုသစ္စာအမည်ရှိတဲ့စောင်းပါကိုသတင်းဌာနနဲ့အင်တာနက်စာမျက်နှာပေါ်မှာဖော်ပြခဲ့တဲ့ဆိုပြီးတမတော်ဘက်ကအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကိုဆက်သွယ်ဥပဒေပုံမှန်66ဂါကြီးနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။ဒါပြင်သတင်းစာမှာဖော်ပြခဲ့တဲ့အတွက်မီဒီယာဥပဒေပုံမှန်25ခါခွေနဲ့ဦးကျော်မင်းဆွေရဲ့စောင်းပါရှင်ဗိတိရှကိုမောင်တို့ကိုထပ်ပြီးတရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။အဲ့ဒီမှုအတွက်ရုံးချင်းကိုဩဂုတ်လ19ရက်နေ့မှာထပ်မံချိတ်ဆိုလိုက်ပြီးအဲ့ဒီနေ့မှာအမှု2ခုလုံးကိုစစ်ဆေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာ NLD ပါတီရဲ့ဥပဒေအကြံပေးရှေ့နေဦးကိုနီကိုလောက်ကျန်စဉ်အနီးကပ်မြင်တွေ့ခဲ့တဲ့အငှားယာဉ်မောင်းတဦးကိုဒီကနေ့အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးပါတယ်။အဲ့ဒီကားသမား3ဦးဟာဦးကိုနီလောက်ကျန်ခံရတာကိုမြင်တွေ့သူတွေဖြစ်တယ်လို့ဦးကိုနီရဲ့အမှုကိုလိုက်ပါအကျိုးဆောင်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေဦးခင်မောင်ထိကပြောပါတယ်ရှင်။အဲ့ဒီလီမိုဆင်းဂိတ်ကနေပြီးတော့သူ့ကားပေါ်ကိုတက္ကစီစီးမဲ့လူတင်ပေးလိုက်တဲ့အချိန်တက္ကစီသမားတင်နေတဲ့အချိန်မှာသူကဦးကိုနီကိုကြည်လင်းကတနက်နဲ့နောက်ကနေချိန်ပြီးပြစ်တာကို10ပေအကွာတွေ့တယ်လို့ဒီကနေ့တရားရုံးချင်းဟာ18ချိန်မြောက်ဖြစ်ပါတယ်တရားလွှတ်တော်ရှေ့နေဦးကိုနီလောက်ကျန်တဲ့အထက်မှာကြည်လင်းအပါအဝင်ဇေယျဖြိုးအဝင်းစောအဝင်းထွန်းတို့4ဦးကိုရုပ်ထုတ်ခဲ့ပေမဲ့သူတို့ကိုတော့စစ်ဆေးတာမရှိသေးပါဘူးဒီအမှုမှာတပ်တဲ့အယောက်80ကျော်စစ်ဆေးဖို့ရှိနေပြီးဒီကနေ့အထိတော့16ယောက်ကိုစစ်ဆေးပြီးဖြစ်ပါတယ်တရားလွှတ်တော်ရှေ့နေဦးကိုနီဟာပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလောက်ကျန်ခံရတာဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်တိုင်းမြို့နယ်ဟူးကောင်းကြိုင်ဝမ်ဒေသကတဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းတရားမဝင်ရွှေနဲ့ပရင်တူးဖော်လုပ်ကင်နေမှုကိုရက်စဲပြီးကန့်သတ်နယ်မြေဖြစ်သတ်မှတ်ပေးရေးအဆိုကိုတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးကအဆိုတင်သွင်းရမှာလွှတ်တော်ကမဲခွဲဆုံးဖြတ်ပြီးကန့်ကွက်လိုက်ပါတယ်တနိုင်းဟူးကောင်းဒေသမှာတရားမဝင်ရွှေနဲ့ပရင်တူးဖော်နေသူတွေဟာ KIA အဖွဲ့ကိုစက်ကြီးငွေသိန်းထောင်နဲ့ချီပေးနေရပေမဲ့ပြည်내နဲ့ပြည်ထောင်စုအစိုးရအတွက်တော့အခွန်ငွေတွေဆုံးရှုံးနေရတယ်လို့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးလှိုင်ဖြိုးဝေကခုလိုပြောပါတယ်တရားမဝင်ရွှေပြည်ထူပေါ်မှုများဟာ KIA တပ်မဲ့တောင်းတဲ့လူအဖွဲ့ကိုပြည်စင်စက်ကြီးငွေကျပ်သိန်း2800ခန့်ပေးဆောင်ရတော်လေပေးဆောင်ရလျက်ရှိတော်လေပြည်내အစိုးရနဲ့ပြည်ထောင်စုအစိုးရတို့မှာအခွန်ဘဏ္ဍာရရှိရှိတယ်ဒါကဝေများစွာပြည့်လာဆုံးရှုံးလျက်ရှိပါတယ်ဟူးကောင်းကြိုင်ဝမ်ဒေသကိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေဖြစ်ပြည်ထောင်စုအစိုးရကသတ်မှတ်ထားပြီးတ
တရားစာတတူပေါ်မှုတွေကိုခွင့်မပြုထားဘူးလို့ပြောပါတယ်။အဲ့ဒီဒေသမှာ KIA, KIO အဖွဲ့ကတရုတ်လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးစက်ရန်ရားတွေနဲ့ရွှေပရင်းစတဲ့တရားစာတတွေကိုတရားဝင်တူဖို့လုပ်ကင်နေတယ်လို့လည်းပြောပါတယ်။တရားဝင်တူဖို့လုပ်ကင်မှုတွေကြောင့်နန့်ဖြူညောင်မင်ကုန်းချမ်းသာနမ်ကွန်းစတဲ့မော်နယ်မြေတွေနဲ့ဆက်ဆက်နေတဲ့ဟူးကောင်းဒေသတောတောင်ကြီးတွေဟာကျင်းတွေကျိုင်းတွေဖြစ်ပေါ်ပြီးမြစ်ချောင်းတွေတင်ကောပျက်စီးနေတယ်လို့လည်းအဆိုရှင်ကပြောပါတယ်။ဒီအဆိုကိုတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးကထောက်ခံဆွေးနွေးပြီးဖားကန့်နဲ့တနိုင်းမြို့နယ်ကိုယ်စားလှယ်2ယောက်ကကန့်ကွက်ခဲ့တာကြောင့်လွှတ်တော်ရဲ့အဆုံးဖြတ်ကိုရယူခဲ့တာပါ။ဒီနေ့အစည်းအဝေးကိုတက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်49ဦးမှာကိုယ်စားလှယ်အယောက်20ကထောက်ခံပြီး29ဦးကကန့်ကွက်ခဲ့တာကြောင့်အဲ့ဒီအဆိုကိုလွှတ်တော်မှာမဆွေးနွေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှာရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ22ဦးထပ်မံတွေ့ရှိတဲ့အတွက်တနိုင်ငံလုံးမှာဒီကနေ့အထိ H1N1 ရောဂါပိုးတွေ့ရှိသူ132ဦးရှိလာပြီးသေဆုံးသူ14ယောက်ရှိနေတယ်လို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလက်ထောက်ဆရာဝန်ဒေါက်တာပီတာတောင်ကပြောပါတယ်။ဒီကနေ့မနက်ပြည်ဦးလွင်ဆေးရုံမှာ H1N1 ရောဂါပိုးတွေ့ရှိထားသူတယောက်သေဆုံးသွားဒါကိုတော့တခြားရောဂါအခန့်နဲ့သေဆုံးတာဖြစ်တယ်လို့ H1N1 ကြောင့်သေဆုံးတာဖြစ်တဲ့အတွက်ကြောင့်သေဆုံးတဲ့စီးရင်ထဲမှာထည့်မတွက်ဘူးလို့ဗီလာတောင်ကပြောပါတယ်။ဇူလိုင်လ21ရက်နေ့အထိဒီကနေ့အထိတော့ဒီ H1N1 ရောဂါပိုးတွေ့ရှိပေမဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ဆေးဆင်းသွားသူဟာ45ဦးရှိတယ်လို့လည်းသိရပါတယ်ရှင်။လွတ်လပ်တဲ့အာရှတန် RFA မြန်မာပိုင်းစီစဉ်တွေကိုရေဒီယိုနဲ့ဒီရုံးမြင့်ညာကနေတပြိုင်နက်တည်းထုတ်လွှင့်ပေးနေပါတယ်ရှင်။အခုတစ်ခါမှာတော့ကျမတို့သတင်းပေးပို့ချက်တွေကိုစက်တိုက်ထုတ်လွှင့်ပေးသွားမှာပါ။ဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးနဲ့တရားစွဲဆိုခံထားရတဲ့ The Voice Editor ချုပ်ဦးကျော်မင်းဆွေကိုဒီကနေ့ဗဟန်းမြို့နယ်တရားရုံးကအာမခံပေးလိုက်ပါတယ်။ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်မှာသတင်းသမားတွေကိုတရားစွဲဆိုနေတာဟာစီလျော်မှုမရှိဘူးလို့လည်းဦးကျော်မင်းဆွေကပြောပါတယ်။ RFA သတင်းတောက်ကိုတန့်စင်ဦးတင်ပြထားပါတယ်ရှင်။အာဏာရှင်အစိုးရလက်ထက်ကဒီလိုပုံမှန်မျိုးတွေနဲ့တရားစွဲဆိုခဲ့တာဟာသဘောမတူတော့လဲနည်းနည်းနားလည်ပေးလို့ရပေမဲ့ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်မှာအခုလိုဆွဲဆိုနေတာတွေဟာစီလျော်မှုမရှိလို့အစိုးရနဲ့လွှတ်တော်ဟာမျှော်လင့်ထားတယ်လို့မဖြစ်ဘူးလို့ဦးကျော်မင်းဆွေကပြောပါတယ်။စစ်အာဏာရှင်စနစ်နော်စစ်အာဏာရှင်တစ်ပိုင်းအစိုးရအရပ်သားအစိုးရအစစ်စစ်ပြောင်းလာတဲ့ခါမှာဒီဥပဒေဇိုးတွေနဲ့တရားစွဲတဲ့ခါမှာအာဏာရှင်ဇယိုက်မကင်းတဲ့အစိုးရတွေဆွဲတယ်ဆိုတာကျွန်တော်တို့သဘောမတူတော့ညာနော်ဒီကိစ္စကိုသဘောမတူတော့ညာနည်းနည်းနားလည်ပေးလို့ရသေးတယ်။သို့တော့ဒီမိုကရေစီလို့နာမည်ခံထားတဲ့အစိုးရတွေအရပ်သားအစိုးရတွေလက်ထက်ရောက်တဲ့ခါမှာသတင်းသမားတွေပုံမှာရောတခြားသူတွေပုံမှာရောဒီလိုဟလာသတင်းမီဒီယာဥပဒေနဲ့သို့မဟုတ်ကြီးတဲ့ဟလာပျော့ပြောင်းတဲ့ဥပဒေနဲ့မဟုတ်ဘဲနဲ့တခါတည်းအချုပ်ထဲတန်းထည့်လို့ရတဲ့ပုံမှန်စုတွေဥပဒေစုတွေနဲ့ဆွဲနေတာတွေဟာတိတ်မရှိလျော်ဘူးလို့ကျွန်တော်ခံစားရတယ်နော်ဒီမိုကရေစီကူးပြောင်းကာလနဲ့မရှိလျော်ဘူးလို့ခံစားရတယ်အခုသူပြင်ဒီနေ့လိုကာလမျိုးပေါ့နော်ကျွန်တော်အများကြီးမျှော်လင့်ထားတယ်ဒီဆိုရကိုလွတ်တော်သို့တော်လည်းမျှော်လင့်ထားတဲ့ဟာမဖြစ်ဘူးပေါ့နော်နိုင်ငံတော်သမ္မတနဲ့လွှတ်တော်အစဉ်စဉ်ကလက်မှတ်ရေးထိုးပြဋ္ဌာန်းထားတဲ့သတင်းမီဒီယာဥပဒေကိုအသက်ဝင်ဖို့ဝိုင်းဝန်းလှုပ်ဆောင်သွားမယ်လို့ဦးကျော်မင်းဆွေကပြောပါတယ်။စာနယ်ဇင်းကောင်စီကပြဋ္ဌာန်းထားတဲ့သတင်းမီဒီယာဥပဒေကအခုချိန်ထိတက်ဝင်လို့ဖြစ်နေတယ်။ဘာဖြစ်လို့တက်ဝင်တာလဲဆိုတော့ဒီဥပဒေဟာသမ္မတလည်းလက်မှတ်ထိုးထားတယ်လွှတ်တော်အစဉ်စဉ်ကလည်းအတည်ပြုထားဒီဥပဒေကိုနော်အာဏာပိုင်ဖြစ်တဲ့လူတွေကစလေးစားလိုက်နာမှုမရှိဘဲနဲ့ထောင်နဲ့တန်းထည့်လို့ရတဲ့ဥပဒေပုံမှန်တွေနဲ့ဆွဲနေတဲ့ကိစ္စဒါလူကြားလို့မကောင်းဘူးပေါ့နော်ဒါအဲ့တော့ကျွန်တော်ပြောချင်တာအဓိကတော့သတင်းမီဒီယာဥပဒေအသက်ဝင်ဖို့လိုတယ်သတင်းသမားတွေလိုတယ်နော်သတင်းမီဒီယာဥပဒေဟာအရေးကြီးတယ်ဒီဟာကိုကျွန်တော်တို့က highlight လုပ်ဖို့လိုတယ်ဒီကနေ့ဦးကျော်မင်းဆွေရဲ့9ကြိမ်မြောက်ရုံးချိန်မှာဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးအတွက်သိန်း100ရဲ့အာမခံ2ဦးသတင်းမီဒီယာဥပဒေပုံမှန်25ခါခွေအတွက်10သိန်းရဲ့အာမခံ2ဦးစုစုပေါင်း320နဲ့ဗန်းမြို့နယ်တရားသူကြီးဒေါ်တရဗီအောင်ကအာမခံပေးလိုက်တာပါအာမခံတင်ပယ်ချခဲ့ပေမဲ့ဒီကနေ့တရားရုံးကအာမခံပေးလိုက်တဲ့အချက်တွေနဲ့ပတ်သက်ပြီးဦးကျော်မင်းဆွေရဲ့တရားဥပဒေကြံပေးဦးခင်မောင်မြင့်ကအခုလိုပြောပါတယ်ပြန်လည်ပြီးတော့ဆင်ញင်သုံးသပ်ပြီးတော့ဒီကျမ်းမာရေးနဲ့ပတ်သက်လို့လည်းပဲအကျဉ်းထောင်အတွင်းမှာပြင်ပတော့မှရှိခဲ့တဲ့ဒီအစာရည်လမ်းကြောင်းဆိုင်ရာယောဂအသေးယောဂတွေနဲ့ပတ်သက်လို့ကုသနေတဲ့ဒီလူကိုမြင်မြင်ကြည့်ရှုတဲ့အခါမှာလည်းပဲကျမ်းမာရေးကကုသနေတဲ့လက္ခဏာတွေကိုတရားရုံးတော်ကတွေ့ရှိတယ်ထို့တူပဲဒီဘက်ကလျှောက်ထားတဲ့အချက်လက်တွေဒီလည်းပဲတရားရုံးတော်ကလက်ခံစဉ်းစားတဲ့အချက်တွေဖြစ်တယ်ဆိုပြီးတော့ဒီနေ့တော့အာမခံအချုပ်လို့သူတွေကိုပေးလိုက်ပါတယ်ဒီနေ့ပေးတဲ့အာမခံကတော့ဒီဆက်သွယ်ရေးပုံမှန်66ခါကြီးအတွက်ကသိန်း100တန်ခံဝန်ချုပ်ချုပ်ဆိုနိုင်သူ2ဦး
တင်ပြပေးရပါတယ်ဒါကြောင့်ခံဝန်ချုပ်တန်ဖိုးအနေနဲ့သိန်း200ဖြစ်ပါတယ်နောက်တစ်ခါသတင်းမီဒီယာဥပဒေပုံမှန်25ခါခွေးအတွက်ကတော့10သိန်းကျန်ခံဝန်ချုပ်ချုပ်ဆိုနိုင်သူ2ဦးဖြစ်တဲ့အတွက်ခံဝန်ချုပ်တန်ဖိုးသိန်း20ဖြစ်ပါတယ်အမှု2မှုစလုံးအတွက်ဒါအာမခံရရှိခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ26ရက်ထုတ် The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ဆောင်းပါရှင်ဗြိတိရှ်ကိုကူမောင်ရဲ့ကြီးတော်မှုသစ္စာပြောတာကိုရင်းဌာနရဲ့ online စာမျက်နှာမှာဖော်ပြခဲ့တာနဲ့ပတ်သက်ပြီးတပ်မတော်ကဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးနဲ့တရားစွဲဆိုခဲ့တဲ့အပြင်သတင်းမီဒီယာဥပဒေပုံမှန်25ခါခွင့်နဲ့ပါထပ်မံတရားစွဲဆိုထားတာဖြစ်ပါတယ်။ဦးကျော်မင်းဆွေနဲ့ဆောင်းပါရှင်ဗြိတိရှ်ကိုကူမောင်တို့ကိုလာမယ့်ဩဂတ်စ်လ18ရက်နေ့မှာထပ်မံရုံးချိန်လိုက်ပြီးအဲ့ဒီနေ့မှာအမှု2ခုစလုံးကိုစစ်ဆေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ RFA သတင်းတော့ကိုတန့်စင်ဦးတင်ပြခဲ့တာပါ။မတရားသင်းဆက်သွယ်မှုဥပဒေပုံမှန်17နဲ့တရားစွဲဆိုခံရတဲ့သတင်းသမား3ဦးအပါအဝင်6ဦးအတွက်အာမခံလျှောက်ထားမှုကိုဒီကနေ့4ချိန်မြောက်ရုံးထုတ်မှာဒီပေါ်မြို့နယ်တရားရုံးမှာပယ်ချခဲ့ပြီးတရားလိုဘက်ကိုဆက်လက်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းတော့ကိုကန်တာကတင်ဆက်ထားပါတယ်ခင်ဗျာ။ဒီနေ့အာမခံရမယ်မျိုးလင်းလာကြ။ဟုတ်လား။မျိုးလင်းလာဖို့တော့တရားဥပဒေစိုးမိုးတဲ့အတိုင်းပြီးဆိုရမှာပေါ့အခုကျွန်တော်ရောက်ရှိနေတဲ့နေရာဆိုလို့ရှိရင်တော့ဒီတီဘောမြို့နယ်တရားရုံးရှိမှာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်ဒီမတရားသင်းဆက်သွယ်မှုဥပဒေပုံမှန်17နဲ့ဒီတရားစွဲဆိုခံထားရတဲ့သတင်းသမား3ဦးပါဝင်6ဦးကိုတီဘောမြို့နယ်တရားရုံးမှာ4ချိန်မြောက်ရုံးထုတ်စစ်ဆေးတာလည်းဖြစ်ပါတယ်ဒီနေ့ရုံးထုတ်စစ်ဆေးတာမှာတော့ပြီးခဲ့တဲ့လ28ရက်နေ့ကဒီသတင်းသမားတွေဘက်ကအာမခံလျှောက်ထားမှုကိုဒီတီဘောမြို့နယ်တရားရုံးကနေပြီးတော့ပယ်ချလိုက်ပါတယ်ဒီလိုပယ်ချလိုက်ရတဲ့အခြေအနေကိုတော့ဒီသတင်းသမားတွေဘက်ကနေပြီးတော့ရှင်းနေပြလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှင်းနေတော်ရွှေမိုးညွန့်ကအခုလိုပြောပါတယ်ကျမတို့ဒီနေ့ကတော့အာမခံကိုပယ်ချတဲ့အမိန့်ချတယ်ပြီးတော့တရားလိုကိုဆက်လက်ပြီးစစ်ဆေးရပေါ့ကျမတို့ဆွဆွဲခံရသူတွေဘက်ကစပြီးစစ်ဆေးပါတယ်ဟုတ်ကဲ့ရှင်အာမခံကတော့သူအတောင်းပြချက်3ခုပြသွားတယ်ဒီဆွဆွဲခံရသူတွေကဒီနေမြေမှာနေထိုင်တဲ့သူတွေမဟုတ်ဘူးနောက်တစ်ခုကကျတော့တရားလိုစစ်ဆေးဆဲဖြစ်တယ်ပေါ့နော်ကျမတို့ပထမရုံးချိန်တော့တရားလိုစစ်နေတဲ့အချိန်မှာအာမခံလျှောက်လိုက်တော့တရားလိုစစ်ဆေးဆဲဖြစ်တယ်နောက်တစ်ခုကကျတော့ဒီတရားလိုကိုစစ်ဆေးနေတဲ့အချိန်ကိုမပြီးသေးဘူးဒီတရားလိုပြသက်သေတွေလည်းအများအပြားကြံနေတဲ့အတွက်ကိုပေါ့နော်ဒီဥစ္စာအမှုကြောရွာမပေါ်ပေါက်သေးဘူးဒါကြောင့်မလို့ဒီအာမခံကိုမပေးသင့်ချောင်းသူတို့ကတော့ပယ်ချလိုက်တာပါတရားသူကြီးပယ်ချလိုက်တာပါအာမခံလျှောက်ထားမှုပယ်ချကြောင်းအမိန့်ချမှတ်ပြီးမှတရားလိုဖြစ်တဲ့တပ်မတော်ဘက်ကနှမ်းဆန်အခြေဆိုင်အမှတ်254ချင်းမြန်တပ်ရင်းကဗိုလ်ကြီးတက်နိုင်ဦးကိုဆက်လက်စစ်ဆေးခဲ့ပါတယ်ဒီလိုစစ်ဆေးတာမှာ TNN အဖွဲ့ဟာမတရားသင်းဖြစ်တဲ့ဆိုတဲ့အကြောင်းတိကျတဲ့သက်သေအချက်လက်ရှိမရှိရှင်းနေတဲ့ဘက်ကမေးမြန်းတာမှာတပ်မတော်ဘက်ကတော့ပြီးခဲ့တဲ့2016ခုနှစ်ဒီဇင်ဘာမှာကျင်းပတဲ့ရှမ်းပြည်နယ်လွှတ်တော်မှာTNN, AA, MNDAA, KIA အဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ကြောင်းကြေညာတဲ့အချက်လက်ကိုတင်ပြခဲ့ပြီးဆွဆွဲခံရတဲ့သတင်းသမားတွေဘက်ကရှင်းနေတွေကလည်းဒီအခြေအနေတွေကိုပြန်လည်ခုခံချေပခဲ့ကြပါတယ်ဒီအခြေအနေကိုတော့သတင်းထောက်တွေဘက်ကနေရှင်းနေဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှင်းနေဒေါ်ရွှေမိုးညွန့်ကအခုလိုပြောပါတယ်ကျမတို့ကကျတော့ဒါသတင်းမီဒီယာကျမတို့ကတော့1နှစ်ပေါ့နော် DVB ဘက်ကလိုက်ရတဲ့ရှင်းနေဆိုတော့ကျမတို့ကသတင်းမီဒီယာမှာသတင်းသမားတယောက်ရဲ့အခွင့်အရေးတွေပါတဲ့အတိုင်းကျမတို့ကတောင်းဆိုတယ်ကျမတို့ကစစ်ဆေးတယ်ပြန်လည်ပြီးစစ်မေးတယ်ပေါ့နော်ဒါပေမဲ့ဒီ TNL ဆိုတာကိုလည်းဒီလွှတ်တော်နိုင်ငံတော်သမ္မတကနေပြီးတော့လက်မှတ်ရေးထိုးပြီးအတိအမှတ်ပြုထားတဲ့အကြမ်းဖက်အခွင့်မဟုတ်ဘူးအဲ့ဒါတွေကျမတို့ကခုခံချေပသွားပါတယ်ရှင့်ပထမတစ်ပတ်ကသူတို့ TNL ဘက်ကနေပြီးတော့သူတို့လက်ဆွဲနှုတ်ဆက်တယ်ဘာလဲဆိုတာကသူဒီမှာဒီတစ်ပတ်တော့သူတို့ဆိုချက်တော့ရှိတယ်။ဘာထွက်ထားလဲဆိုတော့ကျွန်တော်ကတော့ဒီမှာအခင်းဖြစ်တဲ့အချိန်မှာမရှိဘူး။ဒါပေမဲ့လို့ဒီ social network တွေဒီသူတို့ပြောတဲ့ဒီ website တွေကနေပြီးတော့သူတို့ဒီဆက်သွယ်ထားတယ်ဆိုတော့ဓာတ်ပုံရိုက်ထားတဲ့အထောက်အထားတွေရှိရလို့ပြောတယ်။ဒါပေမဲ့ဓာတ်ပုံတင်ချင်တာတို့ဘာလို့ဆိုရင်ဒီအခုသူတို့ဥပဒေနဲ့အညီပဲတင်ရမှာ။တကယ်လို့သူတို့ဥပဒေနဲ့မညီတင်လာတဲ့တက်တဲ့ခံချက်တွေကိုလည်းကျွန်တော်တို့ကဥပဒေနဲ့မညီတဲ့အကြောင်းကျွန်တော်တို့ကန့်ကွက်မှာပဲဒီကနေ့မှာတော့မတရားသင်းဆက်သွယ်မှုဥပဒေပုံမှန်17နဲ့ပတ်သက်ပြီးအဓိကစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ရုံးတင်ထမင်းစားနာချိန်မှာသတင်းသမားတွေနဲ့အတူဖန်ဆီးခံရသူတွေဟာမိသားစုဝင်တွေနဲ့တွေ့ဆုံခွင့်ရခဲ့တယ်လို့ဖုံးပြောဆိုခွင့်တွေလည်းရရှိခဲ့ကြပါတယ်။ဒီကနေ့ရုံးချင်းကိုလာရောက်ခဲ့တဲ့ကိုခိုင်ဝင်းကတော့ဖန်ဆီးခံထားရတဲ့ ARD သတင်းဌာနကညီဖြစ်သူကိုသိန်းစောကိုတွေ့ဖို့အဝေးကြီးကနေလာရတာကြောင့်ညီဖြစ်သူအတွက်ထောင်ဝင်စာတွေ့ဖို့နဲ့အစားအသောက်တွေပေးဖို့ခက်ခဲတယ်လို့ပြောပါတယ်။ကျွန်တော်တို့ကဟိုမူတောင်ဘက်ကဘာမော်လမြိုင်ကနေတသိမော်လမြိုင်ကနေမန္တလေးကနေပြည်ပေါ်ခရီးကတော့တော်ဝေးတယ်ဘယ်လိုပြောမလဲတညခရီးလည်းမဟုတ်ဘူးတညနဲ့တနေ့ပေါ့တနေ့နဲ့24နာရီလောက်ကြာမယ်ခက်ခဲတော့တော်ရှိတယ်နောက်တော့ဒီမှာတွေးဖို့ကလည်းခဏလာတွေးဖို့ကလည်းမလွယ်ဘူးလေအဲ့လိုမျိုးဖြစ်နေတဲ့ခက်ခဲကစားစရာတွေပေးဖို့တော့ဘာဖို့တော့အဲ့ဒါတော့တော်ခက်ခဲရှိတယ်ကျွန်တော်ကဝေးကြီးမှဆိုတော့ဒီကလူတွေပဲပေါ့သူတို့ဌာနကလူတွေပဲအားကိုးပြီးတော့အဲ့ဒါပဲလောက်နေရတယ်
လက်ရှိသတင်းသမားတွေကိုတရားစွဲဆိုမှုနဲ့ပတ်သက်ပြီးတရားလိုဘက်ကတပ်သေး9ဦးထိတင်ထားသလိုနောက်ရုံးချင်းကိုအခုလ17ရက်နေ့ကိုချိတ်ဆိုထားပြီးတရားလိုဘက်ကတပ်သေး2ဦးကိုစစ်ဆေးသွားမယ်လို့သိရပါတယ်ခင်ဗျာRFA ရုပ်မြင်သံကြားအစီအစဉ်တွေကို Asiaset 7 Judo နဲ့ New Skies Judo တွေကနေတစ်ချိန်နဲ့တစ်ပြိုင်တည်းဖန်ယူကြည့်ရှုနိုင်ပါတယ်။တနင်္လာနေ့ကနေတောက်ကြနေ့အထိနေ့စဉ်အစီအစဉ်တွေကိုထုတ်လွှင့်ပေးနေပြီးစနေနေ့မှာထုတ်လွှင့်တဲ့အပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုတနင်္ဂနွေနေ့မှာနောက်တစ်ချိန်ထုတ်လွှင့်ပေးနေပါတယ်။လွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာပိုင်းအစီအစဉ်တွေကိုရေဒီယိုနဲ့တူရုပ်မြင်သံကြားကနေတပြိုင်နက်တည်းထုတ်လွှင့်ပေးနေပါတယ်ရှင်။ရန်ကုန်မန္တလေးမြို့တွေမှာတန်ဃာတော်တွေနဲ့လူပုဂ္ဂိုလ်တွေဖွင့်ထားတဲ့တပိတ်စခန်းတွေနဲ့ပတ်သက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကအမှုဖွင့်ရင်ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကဒီကနေ့ပြည်သူ့လွှတ်တော်နားချိန်မှာသတင်းတောက်တွေကိုပြောပါတယ်။အပြည့်အစုံကိုတော့ RFA သတင်းတောက်ကိုဝင်းကိုလက်တင်ပြထားပါတယ်ရှင်။မြို့သားရေးတက်ကြွလှုပ်ရှားသူလို့အမည်ခံထားတဲ့တန်ဃာအချို့နဲ့လူပုဂ္ဂိုလ်အချို့ဟာရန်ကုန်မြို့ရွှေတကုံဘုရားအရှိတ်ဘက်မုံမှာရှိတဲ့ကျေးသွန်းဘုရားရှိနဲ့မန္တလေး84လမ်းကသာသနာ2500ဗိမာန်တော်ဝင်အတွင်းမှာဩဂုတ်လ2ရက်ကစပြီးတပိတ်စခန်းဖွင့်လှစ်ထားတာပါ။အဲ့ဒီတပိတ်စခန်းဖွင့်ထားတဲ့သူတွေဟာငြိမ်းချမ်းစွာစုဝေးခြင်းနဲ့စီတန်းလဲလှယ်ခြင်းဆိုင်ရာဥပဒေအရခွင့်ပြုချက်တောင်းခံထားတာမရှိဘူးလို့သိရပါတယ်။ပြည်ထောင်စုဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကတပိတ်စခန်းဖွင့်ထားတာတွေကိုသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကအမှုဖွင့်လာရင်သက်ဆိုင်ရာဥပဒေတွေနဲ့အညီဆောင်ရွက်သွားမယ်လို့ဒီကနေ့လွတ်တော်ခေတ္တနားချိန်မှာသတင်းတောက်တွေကိုပြောပါတယ်။ဒီဟာကကျွန်တော်တို့အုပ်ချုပ်ရေးလမ်းကြောင်းတွေမှာကျွန်တော်သာသနာရေးကနေပြီးတော့ကျွန်တော်တို့မှုဖွင့်ထားရှိပြီးလုပ်လာပြီဆိုရင်တော့ကျွန်တော်တို့သက်ဆိုင်ရာဥပဒေတို့ထုတ်လုပ်နေတယ်အစဉ်စဉ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။အဲဒီလုပ်ငန်းစဉ်တွေတိုင်းမှာသက်ဆိုင်ရာတိုင်းဒေသကြီးဆိုရများကစဉ်စဉ်ဆက်ပြီးတောင်းပြီးဆောင်တော်မှာဖြစ်ကြောင်းပြောလိုပါတယ်။သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကလည်းတပိတ်မောက်ရမှာပါတဲ့တန်ဃာတွေဟာတန်ဃာအများစုကိုကိုစားမပြုတဲ့အကြောင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားတဲ့သူတွေကရဟန်းများနဲ့လူပုဂ္ဂိုလ်အချို့ကိုအသုံးချတာဖြစ်နိုင်တယ်လို့မနေ့ကထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးကတပိတ်စခန်းတွေနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီငြိမ်းချမ်းစွာဖြေရှင်းနိုင်မှုစီစဉ်ဆောင်ရွက်နေတယ်လို့အခုလိုပြောပါတယ်။ဒါကတော့ကျွန်တော်တို့သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ကျွန်တော်တို့သက်ဆိုင်ရာမြို့နယ်ခရိုင်တိုင်းဒေသကြီးအဆင့်တန်ခါအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့လိုအပ်တဲ့ပြည်내ဖြေရှင်းမှုတွေဆောင်ရွက်ရှိပါတယ်။ဒါပြင်သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတွေကလည်းဒီအတွက်လိုအပ်တဲ့ကျွန်တော်တို့စီဝေးပြုလုပ်မှုတွေလုပ်ပြီးဒီဥပဒေမှာပြဋ္ဌာန်းထားတဲ့ထုတ်ထုတ်နေနေဒါတွေကိုရင်းရစွာနဲ့ဖြေရှင်းဆောင်နိုင်ဖို့လည်းစီစဉ်ဆောင်ရွက်ရှိကြောင်းအကျဉ်းချုပ်ဖြစ်ကြတယ်။တပိတ်စခန်းဖွင့်ထားသူတန်ဃာတွေနဲ့လူပုဂ္ဂိုလ်တွေကအာဏာရှင်အစိုးရနှုတ်ထွက်ပြီးဗုဒ္ဓဘာသာကိုဖျက်ဆီးတဲ့အစိုးရဖြုတ်ချရေးတိုင်းပြည်အကျိုးစီးပွားဆုပ်ယုပ်ပျက်စီးအောင်ဆောင်ရွက်နေတဲ့အစိုးရကိုဆန့်ကျင်တဲ့အကြောင်းမျိုးဘာသာသာသနာကိုနှိမ့်ချတဲ့အစိုးရကိုလုံမရှိတဲ့အကြောင်းစတဲ့အချက်တွေကြွေးကြော်တောင်းဆိုနေတာပါ။မန္တလေးမြို့ကအစိုးရစန့်ကျင်တပိတ်စခန်းဟာချမ်းမြသာတီမြို့နယ်တန်ခါနာယကအဖွဲ့ကနေရာပြောင်းရွှေ့ပေးဖို့ညွှန်ကြားစာပေးပို့ခဲ့ပေမဲ့ဖယ်ရှားပေးမှာမဟုတ်ဘူးလို့တပိတ်ခေါင်းဆောင်တွေကမနေ့ကပြောကြားထားပါတယ်ခင်ဗျာ။ဒါကတော့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာတန်ဃာတော်တွေနဲ့လူပုဂ္ဂိုလ်တွေဖွင့်လှစ်ထားတဲ့တပိတ်စခန်းတွေနဲ့ပတ်သက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကအမှုဖွင့်ရင်ဥပဒေနဲ့ညီဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်နားချိန်မှာပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး RFA သတင်းတောက်ကိုဝင်းကိုလက်တင်ပြခဲ့တာပါရှင်။လွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာပိုင်းအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ခင်ဗျာ။ပရိသတ်များခင်ဗျာကျွန်တော်တို့ရဲ့ရုပ်သံအစီအစဉ်ကို YouTube နဲ့ Facebook စာမျက်နှာတွေကလည်းတစ်ချိန်နဲ့တစ်ပြိုင်နက်တိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပါတယ်။အခုဆက်ပြီးသတင်းပေးပို့ချက်တစ်ခုကိုထုတ်လွှင့်ပါဦးမယ်။မန္တလေးမြို့ကအစိုးရစန့်ကျင်တပိတ်စခန်းကိုဒီကနေ့ည10:00 နာရီအထိစောင့်ကြည့်သွားမှာဖြစ်ပြီး10:00 နာရီမှာမဖယ်ရှားပေးခဲ့ရင်ဥပဒေအကြောင်းအရဆောင်ရွက်သွားမယ်လို့မန္တလေးတိုင်းအစိုးရကပြောကြားလိုက်ပါတယ်။ RFA အဖွဲ့သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ခင်ဗျာ။မန္တလေးမြို့မဟာမုနိဖျားဝတ္တကမြေပေါ်ကအစိုးရစန့်ကျင်ရေးတပိတ်စခန်းကိုဒီကနေ့ည10:00 နာရီအထိစောင့်ကြည့်သွားမှာဖြစ်ပြီးမဖယ်ရှားပေးသူတွေကိုတရားဥပဒေအရဆက်ပြီးတော့အရေးယူဆောင်ရွက်သွားမယ်လို့မန္တလေးတိုင်းအစိုးရအဖွဲ့ကဒီကနေ့ညနေကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။တပိတ်စခန်းကိုဖျားဝတ္တကနယ်မြေတုန်းကနေဩဂုတ်လ4ရက်ဒီကနေ့ည10:00 နာရီနောက်ဆုံးထားဖယ်ရှားပေးဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။တပိတ်စခန်းကိုဥပဒေတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလိုတပိတ်တောင်းဆိုချက်တွေဟာလည်းအများပြည်သူကိုကိုစားပြုတဲ့တောင်းဆိုချက်တွေမဟုတ်ဘူးလို့မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်းကပြောပါတယ်10 နာရီမှာပြုတ်ပေးမယ်လို့ကျွန်တော်မပြောပါဘူးကျွန်တော်တို့10 နာရီမှာဖယ်ရှားပေးဖို့ဆိုပြီးတော့မှဒါသာသနာ့နာကဥက္ကဋ္ဌဆရာတော်ရ
မိတ်ရဖြစ်ပါတယ်စင်နာရီမှာဖယ်ရှားပေးပါဒါမိတ်ရဖြစ်ပါတယ်သူတို့ကကျွန်တော်တို့ခဏသွားမေးပါဖယ်ရှားပေးပြီးဆိုတာဖယ်ရှားရင်ပြန်ဆိုတာဘယ်လိုလုပ်အဲ့ဒါတော့ကျွန်တော်တို့ကတော့မသိပါဘူးเนาะကျွန်တော်တို့သူဖယ်ရှားမယ်မရှိဖယ်ရှားဘူးတော့ကျွန်တော်တို့မသိဘူးအခုကျွန်တော်တို့ပြောပါကျွန်တော်တို့သိတယ်အဲ့တော့မဖယ်ရှားဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကတော့အထက်ကိုဆက်လက်ပြီးတော့မှပြင်ပြဆောင်ရအောင်ဒါကလည်းပြောတဲ့ဆက်အလုပ်တွေကျွန်တော်အနေနဲ့ဒါလည်းပတ်သက်ပြီးတော့ဆုံးဖြတ်ပြီးလို့မရဘူးเนาะအဲ့တော့ဘယ်လိုခေါ်တာဥပဒေရကျော်တော်နေတာရှိတယ်ဥပဒေရကျော်တော်ဥပဒေရဆက်လက်ဆောင်ရအောင်ဒါမှမဟုတ်ကျွန်တော်တို့ကအေးအေးပိုင်းမှာဘယ်လိုဆက်ရေးမယ်ဆိုတော့အခက်ကိုကျွန်တော်တင်ပြပြီးတော့မှဆောင်ရမယ့်ပိုင်းတွေဖြစ်ပါတယ်ခုလက်ရှိတဲ့အဲ့ဒါကလည်းဆိုတော့အဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးတော့တကယ်တမ်းတော့ဒါလက်တွေ့မဆန်ဘူးပြီးလို့ရှိရင်ဟိုပါပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့မှတယောက်ကိုရဲ့မိမိရဲ့စိတ်ခံစားမှုပေါ်မှာမူတည်ပြီးတော့မှဒါပြောနေတာလည်းဖြစ်တယ်တောင်းနေတာလည်းဖြစ်တယ်ဒီဟာတွေကလက်စုပ်လက်ကံပြလို့မရတဲ့အချက်တွေလည်းရှိတယ်ဒီအချက်တွေနဲ့ပတ်သက်ပြီးဒီအချက်တွေကိုပြန်ကြည့်လိုက်ပါပြန်ကြည့်လိုက်တဲ့အခါလို့ချင်းဒါတွေကလက်စုပ်လက်ကံပြလို့မရဘူးဒီလိုတောင်းဆိုတဲ့ချက်တွေတို့ကျွန်တော်တို့ဒီမှာဘာတွေပေးပါဘာတွေပေးပါလို့ခဏတော့လည်းတယောက်ခဏပြောတာရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒူးယောက်ရဲ့စိတ်ခံစားချက်ပုံမှာမူတည်ပြီးတော့မှဖြစ်လာတဲ့ကိစ္စတွေပဲဖြစ်တယ်လို့ကျွန်တော်တို့လည်းမြင်တယ်အများကိုကိုးစားပြုပြီးတော့မှဖြစ်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ကျွန်တော်တို့စိုးရောက်တယ်လည်းမြင်ပါတယ်တစ်ချိန်တည်းမှာလည်းတိုင်းတန်ခါမဟာနာယကအဖွဲ့ရဲ့ညွှန်ကြားချက်ကိုလိုက်နာသွားမှာမဟုတ်သလိုတပိတ်ကိုဖယ်ရှားပေးမှာမဟုတ်ဘူးလို့လည်းတပိတ်ဥဆောင်ဆရာတော်ဦးဝက်ကမိန့်ပါတယ်ည10 နာရီနောက်ဆုံးထားပြီးတော့ဖယ်ရှားပေးပါအဲ့တော့ဦးဇင်းတို့ကဆန္ဒပြပွဲလည်းမဟုတ်ဘူးတပိတ်စခန်းဖြစ်တဲ့အတွက်နေရာကတော့အလွယ်တကူပြောင်းဖို့အစီအစဉ်မရှိပါဘူးနောက်ကဦးဇင်းတို့10 နာရီမှမပြောင်းဘူးဆိုရင်အကြမ်းဖက်ရှုပ်ခွန်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်အဲ့တော့ဦးဇင်းတို့လက်ရှိအစိုးရသည်ရခင်အစိုးရကဲ့သို့စစ်အာဏာရှင်အစိုးရမဟုတ်ပါဘူးဒီမိုကရေစီအစိုးရလက်ထက်မှာတပိတ်စခန်းတွေကိုအာဏာသုံးပြီးတော့ဖြိုခွင်းမယ်ဆိုရင်ဒါဟာဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံမဟုတ်ပဲအာဏာရှင်ကျင့်သုံးတဲ့နိုင်ငံပဲဖြစ်သွားမှာပါတကယ်ဆိုရင်လက်ရှိအစိုးရအနေနဲ့ပြည်သူအစိုးရဒီမိုကရေစီအစိုးရအစကြီးတွေဖြင့်ကြွေးကြော်နေတရားလျောစွာအခုရဟန်းတန်ကပြည်သူအားလုံးရဲ့ဆန္ဒကိုတပိတ်ဥဆောင်ကော်မတီတွေနဲ့ညှိနှိုင်းဆွေးနွေးဖို့လိုပါတယ်လက်ရှိအစိုးရနှုတ်ထွက်ပေးတောင်းဆိုနေသူတွေကအာဏာရှင်အစိုးရနှုတ်ထွက်ပေးဗုဒ္ဓဘာသာကိုဖျက်ဆီးတဲ့အစိုးရဖြုတ်ချရေးတိုင်းပြည်အကျိုးစီးပွားဖျက်ဆီးနေတဲ့အစိုးရဖြုတ်ချရေးအမျိုးသားလုံခြုံရေးကိုအကာအကွယ်မပေးတဲ့အစိုးရဖြုတ်ချရေးစတာတွေကိုတောင်းဆိုနေကြတာဖြစ်ပါတယ်ခင်ဗျာမန္တလေးမြို့ကအစိုးရစံ့ရေးတပိတ်စခန်းကိုဒီနေ့ည10 နာရီအထိစောင့်ကြည့်သွားမှာဖြစ်ပြီး10 နာရီမှာမဖယ်ရှားပေးခဲ့ရင်ဥပဒေကြောင်းအရဆောင်ရွက်သွားမယ့်အကြောင်း RFA အဖွဲ့သားကိုကျော်မင်းတို့ကတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာRFA မြန်မာပိုင်းစီစဉ်လေးကိုထုတ်လွှင့်နေတာပါရှင်။ပြည်သက်များရှင်မနက်ဖြန်စနေညဘက်ဓာတ်ရိုက်ထုတ်လွှင့်မဲ့မေးပြရစီအောင်ဆိုတဲ့အစီအစဉ်မှာတော့ရှစ်လေးလုံးအရေးတော်ပုံ29နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ပင်နိုင်ဆွေးနွေးမဲ့သူတွေကတော့ရှစ်လေးလုံးကာလအကြောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြသူတွေဖြစ်တဲ့3ရောင်ကျဲအဖွဲ့ကကိုမြတ်စံမဝဝချိုနဲ့အတူလူပောင်သစ်ဒီမိုကရက်တစ်ပါတီကိုစတင်တည်ထောင်ခဲ့သူတွေကတအုပ်ဖြစ်တဲ့ကိုရဲနိုင်အောင်တို့ဖြစ်ပါတယ်ရှင်။ပါဝင်မေးမြန်းဆွေးနွေးခြင်းသူတွေအနေနဲ့တယ်လီဖုန်းနံပါတ်3995364439နဲ့3995364439တို့ကိုဆက်သွယ်မေးမြန်းနိုင်တဲ့အကြောင်းလည်းအတည်ပြုရပါတယ်ခင်ဗျာလွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာပိုင်းအစီအစဉ်တွေကိုထုတ်လွှင့်နေတာပါပြည်သက်များရှင်ကျမတို့ RFA ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လည်းဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/burmese ဖြစ်ပါတယ်ရှင်ဒီအစီအစဉ်တွေကိုအင်တာနက် Facebook နဲ့ YouTube စာမျက်နှာတွေကနေတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဆိုတဲ့အကြောင်းလည်းအတည်ပြုရပါတယ်RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့အင်တာနက်အီးမေးလ်လိပ်စာက burmese@rfa.org ဖြစ်ပါတယ်ခင်ဗျာဒီညအတွက်ရုပ်မြင်သံကြားအစီအစဉ်တွေကိုဒီမှာရရနာပြီးတော့ရေဒီယိုအစီအစဉ်တွေကိုစက်တိုက်ထုတ်လွှင့်သွားမှာပါရှင်တော်ရရှင်နေမင်္ဂလာပါခင်ဗျာ2018ခုနှစ်အောက်တိုဘာလ4ရက် RFA ရဲ့တောက်ကြနေညမြန်မာပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေဆက်ပြီးအတန်လွှင့်နေပါတယ်
ကျွန်တော်ကနေရင်ကျော်ပါကျမခက်မှာပါရှင် RFA ရဲ့ညပိုင်းအစီအစဉ်ကိုလိုင်းနိုမီတာ22 kHz 13633ညလိုင်းနိုမီတာ25 kHz 11835နဲ့လိုင်းနိုမီတာ41 kHz 9533ညတို့ကနေထုတ်လွှင့်ပေးနေပါတယ်ဟုတ်ကဲ့ပါအခုအရင်ဆုံးကျွန်တော်တို့မြန်မာနဲ့နိုင်ငံတကာသတင်းတွေတင်ပြသွားမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ဆက်သွယ်မေးမြန်းခန်းနဲ့စောင်းမတွေတင်ပြသွားမှာပါဟုတ်ကဲ့ပါရှင်ပထမဦးဆုံးဒီနိုင်ငံနဲ့မြန်မာနဲ့ဒေသတွင်းသတင်းတွေကိုဦးထခမောင်ငိမ့်နဲ့ကိုနေရင်ကျော်တို့ကတင်ဆက်ပေးပါမယ်ဟုတ်ကဲ့ခင်ဗျာအခုစစတင်ကျွန်တော်တို့မြန်မာနိုင်ငံဘက်ကရောက်လာတဲ့သတင်းတစ်ပုဒ်ကိုတင်ပြပါမယ်ထိုင်းမြန်မာနယ်စပ်ကနေတဆင့်မူရစ်ဆေးဝါးတွေသယ်ဆောင်လာသူတွေကိုထိုင်းဘတ်ငွေ900တန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေနဲ့အတူတနက်2လက်နဲ့မင်းညကဖမ်းဆီးရမိခဲ့ပြီးမူရစ်ဆေးဝါးသယ်ဆောင်လာသူမြန်မာနိုင်ငံသားရှမ်းလူမျိုး2ယောက်ကိုအသေးဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းစစ်တပ်အရာရှိချုပ်ကပြောကြားလိုက်ပါတယ်ထိုင်းနိုင်ငံဘက်ချမ်းမဲဆိုင်မြို့ရက်ကွက်3ကတရားတစ်ခုအနီးမှာမူရစ်ဆေးဝါးသယ်ဆောင်လာသူတွေရဲ့ကားကိုထိုင်းမူရစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖွဲ့ကစစ်ဆေးဖို့တားဆီးရာကနေပြီးဖမ်းဆီးရမိခဲ့တာလို့ပြောပြပါတယ်รับแจ้งจากเลขาว่ามีการลำเลียงยาเสพติดเข้ามาในราชอาณาจักรบริเวณบ้านสันหักเจ้าที่จึงส่งสัญญาณให้หยุดแต่ขับรถกลับเพื่อหลบหนีเจ้าที่จึงได้ติดตามมาคนร้ายได้ทิ้งรถและใช้อาวุธปืนและขนาดยิงเข้าใส่เจ้าที่ยิงเพื่อป้องกันသတင်းရတာကမူရစ်ဆေးဝါးတွေဝင်လာဖို့ရှိတယ်ဘတ်ဆန်ဘက်နေရာဝန်းကျင်ကိုရောက်မယ်ဆိုပြီးသွားရောက်စောင့်ဆိုင်တားဆီးစစ်ဆေးဖို့ရက်ခိုင်းတဲ့အချိန်မှာထွက်ပြေးကြပါတယ်ဒါနဲ့ရဲတပ်ဖွဲ့ကလိုက်ပြီးဖမ်းတဲ့အခါမူရစ်ဆေးဝါးသယ်ဆောင်လာသူတွေကတနက်နဲ့ပြန်ပြီးတော့ပစ်ပါတယ်ရဲတပ်ဖွဲ့ကလည်းကာကွယ်တဲ့အနေနဲ့ပြန်ပစ်တဲ့အခါမှာတနက်မှန်ပြီးတေဆုံးသူ2ယောက်ရှိပါတယ်သူတို့ဟာရှမ်းလူမျိုးတွေဖြစ်ပေမဲ့နာမည်တွေမသိရသေးပါဘူးသူတို့နဲ့အတူ .38 ပစ္စတို2လက်ကိုသိမ်းပြီးရဲ့ပြီးကားပေါ်ပါလာတဲ့ယူသွဆေးပြားထည့်လာတဲ့73အိတ်ထဲမှာ2,322,000ဆေးပြားတွေနဲ့ရာ ice 65ကီလိုကိုသိမ်းဆည်းရမိခဲ့ပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားတာပါထိုင်းရဲတပ်ဖွဲ့နဲ့မူရစ်ဆေးဝါးသယ်ဆောင်လာသူတွေအပြန်အလှန်ပစ်ခတ်မှုကြောင့်သေဆုံးသွားတယ်ဆိုတဲ့ရှမ်းလူမျိုးတွေဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုမြန်မာနိုင်ငံဘက်ချမ်းကဘယ်ဖွဲ့စည်းနဲ့ဆက်ဆက်နေတယ်ဆိုတာတွေကိုစုံစမ်းရေးတပ်ဖွဲ့ကဆက်လက်ပြီးတော့စုံစမ်းနေတယ်လို့လည်းစောစောကထိုင်းအရာရှိကပြောပါတယ်ဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဘက်ချမ်းမှာရှိတဲ့တာချီလိတ်မြို့မှာရဲစခန်းကဒုရဲအုပ်ကိုဦးကိုဆက်သွယ်မြင်းမြန်းတဲ့အခါမှာမြန်မာနိုင်ငံဘက်ချမ်းမှာဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်အတိအကျမသိရသေးဘူးလို့အခုလိုပြောပါတယ်အတိအကျအောင်မသိသေးလို့ကျွန်တော်တို့ဘက်ကဖြစ်ရင်ကျွန်တော်တို့အတိအကျပြောပြလို့ရတယ်လေကျွန်တော်တို့အမှုဖွင့်ပိုင်းအရေးယူတယ်ဆိုအတိအကျပြောပြရဟိုအကန်းဆိုတော့ကျွန်တော်တို့နဲ့အတိအကျပြောပြလို့မရလို့ထိုင်းမြန်မာနယ်စပ်မှာမူရစ်ဆေးဝါးတွေကိုမကြာခဏဖမ်းဆီးရမိနေခဲ့ပြီးအခုတစ်ချိန်ဖမ်းမိတာကတော့အများဆုံးဖမ်းမိတာလို့သိရပါတယ်ခင်ဗျာဒီသတင်းကို RFA သတင်းတော့ကိုအောင်မိုးမြင့်ပေးပို့လိုက်တာပါနိုင်ငံတကာသတင်းတွေဆက်ပြီးတင်ပြပါမယ်ထိုင်းနိုင်ငံမှာစစ်အစိုးရကိုဝေဖန်လိုက်တဲ့ Pravit Rojnafraud ဆိုတဲ့စုရသတင်းစာဆရာတယောက်ကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့အစိုးရကတရားစွဲလိုက်ပါတယ်သူဟာဒေတာတွင်းမှာအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေနေတဲ့ Khossaw ဆိုတဲ့သတင်းစာတိုက်ကဖြစ်ပြီးအွန်လိုင်းမှတ်ချက်တစ်ခုမှာအာဏာသိမ်းထားတဲ့စစ်အစိုးရကိုဝေဖန်ရေးသားလိုက်တာပါဒါကြောင့်သူ့ကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ရောစိုက်ဘာအင်တာနက်ရာဇဝတ်မှုနဲ့ပါဆွဆွဲခံရတာဖြစ်ပါတယ်သူကတော့ရည်ရွယ်ချက်ကောင်းကောင်းနဲ့ဝေဖန်တာပဲဖြစ်တယ်လို့အဲ့ဒီဆွဆွဲချက်ကိုသတင်းစာဆရာ Pravit ကခုခံပြောဆိုပါတယ်ဒါအပြင်သူ့ကိုအခုလိုတရားစွဲတာဟာအင်တာနက်သုံးနေသူတွေကိုအကြောက်တရားဖြစ်အောင်ရည်ရွယ်တာလို့လည်းပြောလိုက်ပါတယ်ခင်ဗျာဇွန်လကစပြီးတော့တင်းမာမှုတွေကြီးထွားနေတဲ့အိန္ဒိယတရုတ်နယ်စပ်အနီးတိဘက်နယ်မြေတနေရာမှာတရုတ်စစ်တပ်ကတကယ့်ကြီးစံတွေဒုံးကျည်တွေသုံးပြီးစစ်ရေးလေ့ကျင့်မှုတရားပြုလုပ်ခဲ့ပါတယ်အိန္ဒိယရဲ့မဟာမိတ်ဘူတန်နိုင်ငံကသူ့အပိုင်မြေတွေကိုတရုတ်စစ်တပ်တွေဝင်ရောက်ပြီးကားလမ်းဖောက်နေတယ်လို့တိုင်ကြားခဲ့တဲ့အတွက်အဲ့ဒီဒေသကိုအိန္ဒိယအစိုးရကတပ်ဖွဲ့တွေဆေလွှတ်ခဲ့ပါတယ်နယ်စပ်ပြဿနာဟာတရုတ်နဲ့ဘူတန်တို့ကြားမှာဖြစ်နေတယ်ဒီကိစ္စဟာအိန္ဒိယနဲ့ဘာမှမဆိုင်ဘူးအိန္ဒိယတပ်တွေအမြန်ဆုံးရုပ်သိမ်းပေးရမယ်လို့တရုတ်အာဏာပိုင်တွေကတောင်းဆိုထားပါတယ်ခင်ဗျာအိန္ဒိယနိုင်ငံဟီမိုနာတောင်ကြီးကဒါဂျီလင်မြို့မှာဖြစ်နေတဲ့မငြိမ်မသက်မှုတွေကြောင့်အဲ့ဒီဒေသမှာဆိုင်နေတဲ့ကဘာကျော်ဒါဂျီလင်လက်ဖက်ချောက်ပြက်လက်မှုနဲ့ကြုံနေရပါတယ်ဇွန်လကနေဩဂုတ်လအထိလက်ဖက်ခူးရာသီဖြစ်ပြီးဒီကာလအတွင်းနှစ်စဉ်ကီလို8 သန်းဝန်းကျင်ကဘာကိုရောင်းနေတာဖြစ်ပါတယ်အထူးသဖြင့်ဒါဂျီလင်လက်ဖက်ချောက်ကိုဥရောပတိုင်းပြည်တွေကဝယ်ယူပါတယ်အဲ့ဒီဒေသမှာအဓိကလက်ဖက်စိုက်ပျိုးသူတွေဖြစ်တဲ့ဒေသခံကော်ရခါလူမျိုးတွေနဲ့အာဏာပိုင်တွေကြားထိတိုက်တွေ့မှုတွေကြောင့်ဇွန်လအတွင်းလက်ဖက်ထုတ်ကုန်90% ကျဆင်းခဲ့ပါတယ်ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရဒါဂျီလင်လက်ဖက်ဈေးဟာ20% အထိတက်သွားနိုင်တယ်လို့လက်ဖက်စိုက်ခင်းတွေပုံမှန်ပြန်စိုက်ပျိုးနိုင်ဖို့နှစ်တော်တော်ကြာပြုပြင်ယူရအောင်မယ်လို့လည်းဆိုပါတယ်လောလောဆယ်မှာတော့ဒါဂျီလင်လက်ဖက်ချောက်တစ်ပေါင်ကိုဒေါ်လာ820ဈေးနဲ့ရောင်းနေပါတယ်အဲ့ဒီဒေသမှာဇွန်လဆန်းတို့ကဖြစ်ခဲ့တဲ့မငြိမ်မသက်မှုတွေကနေစပြီးခုချိန်ထိ
လူ3ယောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရုံးခန်းတွေကျောင်းတွေလည်းပိတ်ထားရပါတယ်။ကမ္ဘာလက်ခရီးသွားလုပ်ငန်းတွေလည်းဒေသတွင်းကထွက်ခွာသွားဖို့အာဏာပိုင်တွေကညွှန်ကြားထားပါတယ်ခင်ဗျာ။တရုတ်ပြည်မြောက်ပိုင်းလျောင်နင်းပြည်နယ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌဟောင်းဝမ်မင်းကိုအဂတိလိုက်စားမှုကျူးလွန်တာပြစ်မှုထင်ရှားလို့ဆိုပြီးတရားရုံးကတသက်တကျွန်းပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။2014ခုနဲ့2016ခုနှစ်အကြားလျောင်နင်းနဲ့ကပ်ရဲ့ကြည်လင်ပြည်နယ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌအနေနဲ့လည်းသူကတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ကိုကျိုးစီးပွားအတွက်အာဏာအလွဲသုံးစားလုပ်ခဲ့တယ်လို့ပြည်သူ့နေ့စဉ်အစိုးရသတင်းစာကရေးသားဖော်ပြထားပါတယ်။အမေရိကန်ဒေါ်လာ22သန်းနဲ့ညီမျှတဲ့လက်ငွေတွေယူခဲ့ပြီးအဲ့ဒီချိန်ကရွေးကောက်ပွဲအတွက်မဲလိမ်မဲခိုးမှုတွေကိုမတားဆီးပဲမျက်ကွယ်ပြုခဲ့တယ်လို့လည်းဆွဆွဲထားပါတယ်ခင်ဗျာတရုတ်ကုမ္ပဏီတစ်ခုကပင်လယ်ထဲကိုအမိုက်တွေပစ်ချတဲ့အတွက်ပင်လယ်အနားဝန်းကျင်ကရေသိမ်းအိုင်တွေညဉ့်ညမ်းကုန်တာကြောင့်ကုမ္ပဏီကိုတရားစွဲသွားမယ်လို့ဂမ်ဘီယာနိုင်ငံကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကပြောပါတယ်2016ခုနှစ်စက်တင်ဘာလကနေစပြီးဂမ်ဘီယာနိုင်ငံရဲ့မြို့တော်ဘန်ဂျောရဲ့တောင်ဘက်မှာရှိတဲ့ဂန်ဂျောရွာနားမှာလာတည်ထားတဲ့တရုတ်စက်ရုံကစွန့်ပစ်ပစ္စည်းတွေကိုပင်လယ်ထဲပစ်ချတဲ့အတွက်ငါးတွေသေကုန်ပြီးလူတွေလည်းကျန်းမာရေးထိခိုက်နေတယ်လို့ရွာသားတွေကပြောပါတယ်။တရုတ်စက်ရုံကိုတရားစွဲမဲ့အဖွဲ့ကရွာသားတွေရဲ့နစ်နာမှုအတွက်လျော်ကြေးငွေအမေရိကန်ဒေါ်လာ3,260,000တောင်းသွားမယ်လို့ပြောပါတယ်ခင်ဗျာ။ကမ္ဘောဒီးယားနိုင်ငံမှာဝင်ရောက်နေထိုင်ပြီးတရုတ်ပြည်ကလူတွေကိုအင်တာနက်ကတဆင့်ငွေလိမ်ခဲ့တယ်ဆိုတဲ့တရုတ်နိုင်ငံသား185ယောက်ကိုတရုတ်ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ပိုအီပက်မြို့မှာဖမ်းဆီးလိုက်တာလို့ကမ္ဘောဒီးယားရဲချုပ်ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေမှာထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတို့မှာလည်းပဲအလားတူအင်တာနက်ကနေတဆင့်ငွေလိမ်နေကြတဲ့တရုတ်နိုင်ငံသားတွေကိုယာနဲ့ချီပြီးဖမ်းဆီးရမိခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာအမေရိကန်နဲ့ဂျပန်တပ်ဖွဲ့တွေပူးတွဲစီလေ့ကျင့်ပွဲပြုလုပ်နေတဲ့ကာလမှာပဲသင်္ဘောပေါ်ကနေပင်လယ်ထဲကိုလိမ့်ကျသွားတဲ့အမေရိကန်သင်္ဘောသားတစ်ယောက်ကိုတရုတ်ရေတပ်စစ်သင်္ဘောတစ်စင်းကဝင်ရောက်ကူညီရှာဖွေပေးနေတယ်လို့တရုတ်အစိုးရကပြောလိုက်ပါတယ်။အဲ့ဒီအမေရိကန်သင်္ဘောသားဟာအင်္ဂါနေ့ကပျောက်ဆုံးသွားတာဖြစ်ပါတယ်။အခုလိုကူညီရှာဖွေတာဟာနိုင်ငံတကာရေကြောင်းကျင့်ဝတ်အပြင်လူသားချင်းစာနာမှုအရာလည်းဖြစ်တယ်လို့တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။အမေရိကန်နဲ့ဂျပန်တပ်ဖွဲ့တွေကစီးရေးလေ့ကျင့်ပွဲကိုရပ်နားလိုက်ပြီးပျောက်ဆုံးနေတဲ့သင်္ဘောသားကိုလိုက်လံရှာဖွေနေပါတယ်။ဒီတောအတွင်းမှာပဲ2014ခုနှစ်မတ်လကပျောက်ဆုံးသွားခဲ့တဲ့မလေးရှားလေကြောင်းပိုင် Boeing 777 ခရီးသည်တင်လေယာဉ်ပျက်ကိုလိုက်လံရှာဖွေပေးမယ်လို့အမေရိကန်ကုမ္ပဏီတစ်ခုကကမ်းလှမ်းလိုက်ပါတယ်။ Ocean Infinity လို့အမည်ပေးထားတဲ့အဲ့ဒီကုမ္ပဏီကလေယာဉ်ပျက်ကိုသူတို့တွေ့မှပဲအခကြေးငွေပေးဖို့ပြောဆိုခဲ့တဲ့အတွက်နှစ်သက်လက်ခံပွဲရှိတယ်လို့မလေးရှားတည်ပို့ဆောင်ရေးဝန်ကြီးကပြောလိုက်ပါတယ်ခင်ဗျာသတင်းတွေကိုနားဆင်ကြရတာပါရှင်ဆက်လက်ပြီးတော့ဆက်သွယ်မင်းမြန်းချက်တွေသတင်းဆောင်မတွေကိုတင်ဆက်ပေးမှာဆိုတော့ပြည်ပနိုင်ငံသားခံယူထားတဲ့မြည်သည့်မြန်မာနိုင်ငံသားမဆိုမြန်မာနိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့် PR ပေးဖို့အတွက်သက်ဆိုင်ရာတန်ယုံတွေမှာရှောက်ထားနိုင်ပြီဆိုတဲ့မင်းမြန်းချက်နဲ့စတင်ပေးပါမယ်ဘလို့အစ်စ်နေဘလောက်ငွေတွေပေးသွင်းပြီးတော့ PR လျှောက်ထားနိုင်တယ်လဲဆိုတဲ့အစီအစဉ်နဲ့ပတ်သက်လို့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြင့်ကြိုင်ကိုမသိန်းတီဆက်သွယ်မင်းမြန်းထားတာနားဆင်နိုင်ပါပြီရှင်ဟုတ်ကဲ့ရှင်ပြည်ပကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားမဆိုမြန်မာနိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့် PR ကိုရှောက်ဖို့အတွက်အောက်တိုဘာ1ရက်နေ့ကဦးမြင့်ကြိုင်တို့ရဲ့ဒီလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထုတ်ပြန်ပါတယ်ဆိုတော့လေဘလို့ပုံစံနဲ့ရှောက်နိုင်မယ်ဘလောက်ထိရှောက်နိုင်ဖို့အတွက်ရှော့ချပေးထားတယ်လို့ပြောနိုင်မလဲရှင်ဟုတ်ကဲ့ဘလောက်ထိရှော့ချပေးထားလို့ပြောနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က PR ရှောက်တယ်ဆိုတာတော့ဒီနိုင်ငံသားတွေရှောက်တာနဲ့ကျွန်တော်မြန်မာနိုင်ငံသားဟောင်းတွေရှောက်တာနဲ့ကျွန်တော်တို့အများကြီးခွဲခြားပြီးတော့လုပ်ပေးထားတာပေါ့နော်နိုင်ငံသားတွေရှောက်တယ်ဆိုလို့ရှိရင်တော့နိုင်ငံသားတွေကဒီလုပ်ငန်းရှင်တွေသဘောတော့ဒီမှာလာပြီးတော့ကျွန်တော်တို့လုပ်ငန်းထူထောင်နိုင်တဲ့လုပ်ငန်းရှင်တွေဒီလိုငွေကြေးအပြည့်အဝပါလာတဲ့လူတွေကကျွန်တော်တို့ကPRပေးတယ်ဒီနိုင်ငံသားစစ်စစ်ဆိုရင်တော့လေနောက်တစ်ခုကတော့ပညာရှင်တွေပေါ့ဒီခုနလိုကျောင်းသားရေးနဲ့ပတ်သက်တဲ့ပညာရှင်တွေအင်ဂျင်နီယာပိုင်းဆိုင်ရာပညာရှင်တွေနောက်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ပညာရှင်တွေဒီလိုပညာရှင်ပေါင်းစုံဒီနိုင်ငံတော်ကိုအကျိုးပြုနိုင်တဲ့လူတွေလာမှကျွန်တော်တို့ကလည်းPR ထုတ်ပေးတာပေါ့ဒီမြန်မာနိုင်ငံသားဟောင်းတွေကြတော့သူကသူခုနလိုပေါ့ကုမ္ပဏီမထောင်နိုင်လည်းရတယ်ပညာရှင်မဟုတ်လည်းရတယ်ဒါမြန်မာနိုင်ငံသားဟောင်းတွေကတော့ကိုယ့်မိသားစုတွေနဲ့ပြန်လည်ပြီးတော့အတူတကွနေထိုင်နိုင်ဖို့အတွက်အထူးခွင့်ရင်းနေနဲ့သူတို့တော့ကျွန်တော်တို့ကPR ထုတ်ပေးတာပေါ့အဲ့တော့နိုင်ငံသားတွေထုတ်ပေးတာနဲ့မြန်မာနိုင်ငံသားထုတ်ပေးတာနဲ့အများကြီးကိုကွာခြားပါတယ်ဗျဟုတ်ကဲ့ဘယ်နိုင်ငံမှာပဲနိုင်ငံသားခံထားအခုမြန်မာနိုင်ငံမှာပြန်ပြီးတော့အမြဲတမ်းနေထိုင်ခွင့်ကိုဒီအလွယ်တကူရှောက်နိုင်တော့မယ်လို့အဓိကပြောချင်တာပေါ့နော်ဟုတ်ကဲ့မှန်တယ်ဗျအရင်တုန်းကတော့ဒီမှာရှောက်မယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကိုလာမြန်မာနိုင်ငံကနေပြီးတော့မှဒီကျွန်တော်တို့ဒီလောကဒီPR ရုံးမှာလာပြီးရှောက်ရတာပေါ့အခုကတော့နောက်ဆုံးဖြေလျှော့ပေးလိုက်တာကတော့ဒီသက်ဆိုင်ရာနိုင်ငံခြားမှာရှိတဲ့မြန်မာနိုင်ငံတန်ယုံတွေမှာကိုရှောက်လို့ရပါပြီဗျ
ဟုတ်ကဲ့ဆိုတော့အခုဒီပြည်ပမှာရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံမှာဒီအမြဲတမ်းနေထိုင်ခွင့်ရဖို့အတွက်သက်ဆိုင်ရာတန်ယုံတွေမှာရှောက်ခွင့်ရှိပြီးဆိုတဲ့အခါကျတော့ဒီ PR ရှောက်တဲ့အချိန်ပေါ့နော်ဘယ်လောက်ကြာမလဲဘယ်နှလလောက်ကြာနိုင်ပါသလဲဦးမြင့်ကြိုင်တို့ဘယ်လိုခန့်မှန်းထားပါလဲရှင်ဟုတ်ကဲ့ဒါကတော့အမှန်တည်းဆိုတာကျွန်တော်တို့ကဒီမှာPR တွေကိုကျွန်တော်တို့ရှောက်တဲ့ခါမှာအနည်းဆုံးတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာရှောက်တဲ့လူခန့်မှန်းခြေ90လောက်ရှိတဲ့အချိန်မှာတစ်ခေါက်လောက်တင်တာပေါ့ဒါပေမဲ့နောက်တစ်ခုကအဲ့ PR ရှောက်တဲ့ခါမှာ PR ကော်မတီမှာပါတဲ့ဒီဝန်ကြီးဌာနပေါင်းစုံကကျွန်တော်တို့တာဝန်ခံတွေအဲ့တော့အဲ့ဒီဖွဲ့ကြီးတွေတချို့လဲကျွန်တော်တို့ပြည်သူ့ဝန်ကြီးတွေပါတယ်ဒုတိယဝန်ကြီးတွေပါတယ်တချို့ကျွန်တော်တို့လုပ်ငန်းကော်မတီမှာကြတော့အတွင်းဝန်တွေပါတာပေါ့နော်ဒီဖွဲ့ကြီးကျွန်တော်တို့ဆုံးအောင်ကျွန်တော်တို့အစည်းအဝေးလုပ်ရတာဒါများဖြစ်တဲ့အတွက်တခါကြလို့ရှိရင်လဲ2လ3လလောက်တော့ကြာသွားနိုင်တယ်ဒါပေမဲ့အခုအချိန်မှာတော့သူကမြန်မြန်ဆန်ဆန်နဲ့ဒီအစည်းအဝေးကိုလုပ်ပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့အများဆုံးအကြောင်းကြားနိုင်အောင်ဆောင်ရွက်နေပါတယ်ဗျဟုတ်ကဲ့ဆိုအမြဲတမ်းနေထိုင်ခွင့် PR ကိုရှောက်ဖို့အတွက်ဥမာစပြီးတော့ရှောက်တယ်ဆိုရင်ဘယ်လောက်ပေးရဖို့ရှိပါလဲပြီးတော့ဒီတက်တန်းတိုးတဲ့အခါမှာဒီနှစ်စဉ်ပေါ့9နှစ်ဇက်တိုက်ဒီတက်တန်းတိုးသွားဖို့လိုတယ်လို့ပြောပါတယ်ဆိုတက်တန်းတိုးကြီးကရောဘယ်လောက်များသတ်မှတ်ထားပါလဲရှင်စပြီးရှောက်မယ်ဆိုရင်တော့သူကကျွန်တော်တို့ဒီဒေါ်လာ900သွင်းရမယ်ဗျအဲ့ဒီမှာတန်ရုံးမှာရှောက်မယ်ဆိုတန်ရုံးကိုဒေါ်လာ900သွင်းရမယ်ကျွန်တော်တို့လောက်ရုံးမှာမြန်မာနိုင်ငံမှာလာရှောက်မယ်ဆိုလဲဒီမှာဒေါ်လာ900သွင်းရမယ်ဗျအဲ့ဒေါ်လာ900သွင်းပြီးလို့ကျွန်တော်ဒီအဲ့ဒီဟာကိုကျွန်တော် PR ကော်မတီကနေပြီးတော့ဒီစစ်စစ်ပြီးတော့ခွင့်ပြုလိုက်ပြီဆိုလို့ရှင်တော့တစ်နှစ်ကိုဒေါ်လာ1000သွင်းရပါတယ်ဗျဒါပေမဲ့ဒါကနိုင်ငံခြားသားပါမြန်မာနိုင်ငံသားဟောင်းဆိုရင်တော့တစ်နှစ်ကိုဒေါ်လာ900ပဲကျတယ်ဗျအဲ့ဒီမှာသူတို့ဒီပုဂ္ဂိုလ်နဲ့အတူတစ်ခါတည်းပါလာတဲ့ကလေးတွေပေါ့နော်ကလေးတွေဆိုလို့ရှိရင်တော့16နှစ်အထိသူတို့တရားဝင်သားသမီးတွေဖြစ်လို့ရှိရင်ဒေါ်လာ300ကျပါတယ်ဗျဒါမှမဟုတ်ကတော့9နှစ်နဲ့အောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့သူကကျွန်တော်အခမဲ့ကျွန်တော်ခွင့်ပြုပါတယ်ဗျဟုတ်ကဲ့အမြဲတမ်းနေထိုင်ခွင့်ရသွားတဲ့မြန်မာနိုင်ငံသားတယောက်ဟာမြန်မာနိုင်ငံမှာဒီနေထိုင်ခွင့်ရသွားပြီဆိုရင်လွတ်လွတ်လပ်လပ်ကြိုက်တဲ့အလုပ်တွေကိုလုပ်ခွင့်ရှိပါသလားဒီအလုပ်လုပ်ဖို့အတွက်ကိုရောထပ်ပြီးတော့ဒီရှောက်လာတင်ရတာခွင့်ပြုချက်တောင်းရတာအဲ့ဒီအစီအစဉ်တွေရောရှိမလားရှင်ဟုတ်ကဲ့PR ရသွားပြီဆိုရင်တော့ PR လို့ထုတ်လို့လမ်းညွှန်ချက်ထဲမှာရှိပါတယ်ဗျသူတို့သတ်မှတ်ထားတဲ့ PR နည်းဥပဒေအတိုင်းပဲခွင့်ပြုထားတဲ့လုပ်ငန်းတွေကိုလုပ်လို့ရပါတယ်အဲ့ဒီဒါတော့ကျွန်တော်တို့တော်တော်ရှင်းပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ PR နည်းဥပဒေစာအုပ်တွေကလည်းကျွန်တော်တို့တော်တော်များများတန်ရုံးတွေမှာရောကျန်တဲ့ website တွေမှာရောအကုန်လုံးလွှင့်တင်ထားပြီးတော့ဖြတ်ထားတာဖြစ်ပါတယ်ဗျဒါကတော့အဲ့ဒီခေတ်ကသူ့နည်းဥပဒေအတိုင်းပဲလုပ်လို့ရပါတယ်တော်တော်များများတော့ခွင့်ပြုထားတာတွေရှိပါတယ်ဗျဟုတ်ကဲ့ဦးမြင့်ကြိုင်ခုလိုဖြစ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်မတင်းသီရိရဲ့ဆက်သွယ်မြင်းချက်ပါရှင်အခုဆက်ပြီးတင်ဆက်ပေးမှာက88မျိုးဆက်ကျောင်းသားတွေဒီနိုင်ငံရေးပါတီထောင်မဲ့ကိစ္စနော်ဟုတ်ကဲ့ပါသူတို့ဒီပါတီသစ်ပေါ်ပေါက်ရေးအတွက်အဆင့်3စစ်သတ်မှတ်ထားပြီးတော့အခုဆိုရင်ဒုတိယအဆင့်ရောက်နေပြီလို့ဆိုပါတယ်မကြတော့တဲ့ကာလမှာတော့ဒီနိုင်ငံရေးပါတီစစ်တစ်ခုရုပ်လုံးပေါ်လာတော့မယ်လို့လည်းပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥဆောင်လှုပ်ရှားသူတူဖြစ်တဲ့ဦးမင်းစရာကိုကျွန်တော်ဆက်သွယ်မြင်းတာနားဆင်နိုင်ပါပြီခင်ဗျာဟုတ်ကဲ့ကိုမင်းစရာတို့လေနိုင်ငံရေးပါတီတီထောင်ရေးကိစ္စတွေတော်တော်လေးကြိုးစားနေတာကျွန်တော်တွေ့ရပါတယ်ဘယ်အခြေအနေထိရောက်နေပြီလဲခင်ဗျာကျွန်တော်တို့ကတော့အခုကဒုတိယအဆင့်ကိုကျွန်တော်လုပ်နေပြီပေါ့နော်ပထမအဆင့်ကတော့ပါတီတရားအတွက်အဓိကလိုအပ်တဲ့ဝါဒတွေလုပ်ငန်းတွေနဲ့ရည်ရွယ်ချက်တွေပတ်သက်တဲ့အငြင်းသဘောထားတွေကိုစုစည်းရပါတော့ပထမအဆင့်ကတော့အဲ့ဒါပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒုတိယအဆင့်နေနဲ့ပါတီတရားဖြစ်မြောက်ဖို့အတွက်ကျွန်တော်တို့နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီပေါ့နော်ဖွဲ့စည်းတယ်နောက်ဆုံးလုပ်ငန်းကတော့ပါတီမှတ်ပုံတင်မဲ့လုပ်ငန်းပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က2019ခုနှစ်ကုန်ပိုင်းပုံမှန်တော့18နှစ်တန်းပိုင်းလောက်မှန်းထားတယ်ပေါ့အဲ့တော့ဆိုလိုတဲ့ဘောကတော့ကျွန်တော်တို့တွေကဒီနိုင်ငံရေးပါတီတရားထူထောင်မှုတက်ကိုစစ်သုံးစစ်ကျွန်တော်တို့ရထားတယ်ပထမအဆင့်ကတော့ပြီးသွားပြီဒုတိယအဆင့်ကိုကောင်းတဲ့ပေါ်နေတယ်တတိယအဆင့်ရောက်ရင်တော့ပါတီတရားကတော့ပေါ်လာပြီပေါ့ဗျာအဲ့ဒါတော့ပါပဲဟုတ်ကဲ့အဲ့တော့အဓိကပါတီကိုဦးဆောင်မဲ့သူတွေကရှစ်လေးလုံးမျိုးဆက်တွေလားကျွန်တော်တို့နားလည်ယုံကြည်ထားတဲ့ရှစ်လေးလုံးမျိုးဆက်ဆိုတာကရှစ်လေးလုံးရေးတော်ပုံကာလမှာပါဝင်ခဲ့တဲ့62 64 68 72 74 76 78နောက်တော့88ပေါ့နော်ပုတ်တူပဲ96 2000အခုချိန်ရှိပေါ့နော်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီရရှိရေးတိုက်ပွဲတွေမှာစိတ်မပြတ်ပါဝင်နေတဲ့မျိုးဆက်ဒီအားလုံးကိုချုပ်ပေါ်ပြီးတော့ရှစ်လေးလုံးမျိုးဆက်တို့ခေါ်တာဟုတ်အဲ့တော့ဆိုတော့က62ကနေပြီးတော့အခုချိန်ထိနောက်လည်းဒီအာဏာရှင်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီရေးအတွက်ကိုတရားထက်တယ်ဆိုတော့ပါလာမဲ့မျိုးဆက်တွေကိုကျွန်တော်တို့ပြောမှန်းထားတယ်ပေါ့နော်အခုကတော့နိုင်ငံရေးပါတီကတော့ဗမာပြည်မှာဒါနံပါတ်1ထိပ်ဆုံးကအင်အားအကြီးဆုံးပါတော့ဒါ NLD ပေါ့ဗျာနော်ပြီးလို့ရှိရင်ဒုတိယအင်အားအကြီးဆုံးဆိုတဲ့ဟာမျိုးကကျွန်တော်မတွေ့ရသေးဘူးလေအဲ့တော့ကိုမင်းစရာတို့အခုစူးစမ်းနေတဲ့ပါတီများဒုတိယအင်အားအကြီးဆုံးပါတီများဖြစ်လာလိမ့်မလားဆိုတာမျိုးစောင့်ကြည့်နေကြရလို့လည်းရှိရလေကိုမင်းစရာတို့ကတော့ဘယ်လိုမှန်းထားလဲခင်ဗျကျွန်တော်နိုင်ငံမှာကအာဏာရှင်တွေကနေပြီးနိုင်ငံရေးကိုတင်းပတ်လိုက်တဲ့ခါကျတော့နိုင်ငံရေးကကြောက်စရာကြီးလို့ဆိုပြီးတော့
ကျွန်တော်ဒီလိုပြလောက်ကခိုင်တဲ့အဖြစ်ရောက်သွားတာကိုအဲ့ဒါခုချိန်မှာကျွန်တော်ကပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားတဲ့ခါမှာနိုင်ငံရေးကိုမြေစမ်းခရမ်းပြိုးလုပ်နေရတဲ့ကာလပေါ့အဲ့တော့အခါကျတော့နိုင်ငံရေးမှာပါဝင်ပြီးလှုပ်ဆောင်တဲ့လူအများစုကလည်းစိတ်ကြရတာခံယူချက်ရတာလောက်ရတယ်လုပ်ကြတယ်တိုးတော့နိုင်ငံရေးရဲ့သဘောတရားတွေနိုင်ငံရေးရဲ့နည်းပညာတွေနိုင်ငံရေးလုပ်ငန်းတာဝန်တွေကိုတော်တော်များများကအားနည်းချက်ရှိတာပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ကတနန်းကဖြစ်ပြီးပေးချင်တယ်ကိုယ့်ကိုယ်လည်းပြီးဆောက်ချင်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်ဒီမှာတော့ကကျွန်တော်ခုဆောင်မဲ့နိုင်ငံရေးပါတီဟာနောက်လာမဲ့အနာဂတ်မျိုးဆက်တွေကိုဒီကနိုင်ငံရေးသမားကောင်းတွေနိုင်ငံရေးခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ကျွန်တော်ပြောထောင်ပေးချင်တာဒီတော့နှောက်ပေးချင်တာဒါကနိုင်ငံရေးမျိုးဆက်တွေမှာတကယ်ပဲဒီမှာလည်းနိုင်ငံရေးသမားကောင်းတွေဒီမှာလည်းနိုင်ငံရေးခေါင်းဆောင်ကောင်းတွေပေါ်ထွန်းလာဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်ဟုတ်ကဲ့အခုလက်ရှိပါတီတွေရောနိုင်ငံရေးပါတီစစ်တွေလို့ပြောလို့ရမလားအားလုံးကတော့နိုင်ငံရေးပါတီစစ်ချင်းနဲ့စ조사နေကြတာပဲလေကျွန်တော်ခုနပြောလို့ဘူးပေါ့အားလုံးကစ조사ပဲတိဆောက်ရဲပဲကျွန်တော်တို့ကလည်းစ조사ဖို့တိဆောက်ဖို့ပြင်နေသေးပဲဒါမဲ့တကယ်ဘယ်ပါတီနဲ့နိုင်ငံရေးပါတီစစ်တယ်ဘယ်ပါတီဝင်ကလည်းနိုင်ငံရေးသမားစစ်တယ်ဘယ်ပါတီကလူတွေဘယ်ပုဂ္ဂိုလ်ကတော့ဖြစ်နိုင်ငံရေးခေါင်းဆောင်ကောင်းဖြစ်တယ်ဆိုတာကလုံးရတဲ့သက်သေပြရမှာကိုဒီလူတွေကလည်းစောင့်ကြည့်နေကြတာပဲလေဟုတ်ကဲ့ကျွန်တော်ဒီမြန်မာနိုင်ငံရေးမှာအဓိကနှစ်ခုရှိတာပေါ့နော်တိုင်းရင်းသားလူမျိုးစုတွေရဲ့အခန်းကဏ္ဍနဲ့စစ်တပ်ရဲ့ကိစ္စပေါ့နော်အဲ့တော့အဲ့ဒီပြဿနာကြီးနှစ်ရပ်ကိုရောကိုမင်းစရာတို့ဒီပါတီသစ်အနေနဲ့ရောအောင်မြင်မြင်ကင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတာမျိုးရောယုံကြည်ထားလားခင်ဗျာကျွန်တော်တို့က88မတ်လကနေစပြီးတော့အခုချိန်ပြီးကျောင်းသားဘဝနေတော့နိုင်ငံရေးလောကကိုတောက်လျှောက်စစ်စစ်မပြတ်ပေါ့နော်ပါဝင်လှုပ်ရှားတဲ့ခါကျတော့မြန်မာနိုင်ငံမှာရှိတဲ့ဒီလူတွေရဲ့အောက်ခြေတန်းသားကစပေါ့နော်ဟိုသူကတိုင်းသားဒေတာဒီတိုင်းသားလူမျိုးပြည်ဆိုဖြစ်တဲ့ဆက်ဆံခဲ့တယ်အတွင်းကြကြတော့ကျွန်တော်ပေါင်းပေးခဲ့တဲ့ခါကျတော့ဒီလူတွေရဲ့လိုအပ်ချက်ဟိုဒီတိုင်းသားတွေခံစားချက်ကိုကျွန်တော်တာမန်ချက်ပို့တယ်လို့ကိုခံစားမိတယ်ပေါ့နော်အဲ့တော့လက်ရှိကျွန်တော်မြန်မာနိုင်ငံရေးချိန်ပေါ်တက်ကလည်းအမျိုးသားကျန်တဲ့ပြည်နယ်ရေးနဲ့ကျွန်တော်ဒီပါတီတို့အားကောင်းရေးပေါ့နော်ဒီနေရာမှာတိုင်းသားတွေခံစားတဲ့တပ်တော်ခံစားတာကတော့ကျွန်တော်လက်ရှိနိုင်ငံရေးအရာဒီကစိတ်ကိုတက်ဖြစ်ရှိရမယ်သဘောနာတွေပဲလေကျွန်တော်စစ်ဖွဲ့စည်းပုံလေးကနေတွားရမယ်ဆိုတော့ဒီပြဿနာတွေကျွန်တော်ရှောင်လွှဲလို့မရဘူးကျွန်တော်ရှင်းရမှာပဲရှင်းတဲ့အခါမှာမှန်ကန်သောညီလန်းနဲ့ခိုင်မာသောစိတ်ဓာတ်ပေါ့နော်ဒါလည်းကျွန်တော်ရှင်းဖို့လိုတယ်အဲ့လိုရှင်းတဲ့အခါမှာကျွန်တော်ရဲ့အတွေ့အကြုံကပြောရမယ်ဆိုရင်ကျွန်တော်ပွင့်လင်းသောသလုံးသားနဲ့ခံစားတတ်သောအုံနောက်တွေနဲ့ကျွန်တော်တို့ပြန်လာချင်းချင်းပြီးတော့လုံဆောင်သွားဖို့လိုတယ်လို့ကျွန်တော်ကမြင်တယ်အဲ့ဒါပြောချင်တာတော့ဗျာကျွန်တော်မြန်မာနိုင်ငံရေးကတကယ်တော့ပြောမယ်ဆိုရင်ကဘာမှာထူးခြားဖြစ်စဉ်မှာပါတယ်လို့ကျွန်တော်ခံစားရတယ်ဗျာဘာဖြစ်လို့ဆိုတော့နှစ်ပေါင်း60ကျော်အာဏာရှင်စနစ်အောက်မှာတက်ပြောက်ခဲ့တဲ့တိုင်းသားရေးရာကိစ္စတွေပတ်သက်ပြီးတော့ကျွန်တော်ဥပက္ခပြုခံရတယ်အခုချိန်ဒီလေတိုင်းသားတွေရဲ့ကိုယ်ပိုင်ခုရေးတွေသုံးဆုံးနေတဲ့ဖြစ်တယ်အခုမှပဲယုံကြည်မှုတည်ဆောက်ဖို့စ조사တော့ဘုရားပြန်လဲတင်ရရရှိဖို့စ조사တော့ဘုတော့တို့ရှိဖွင့်ပြီးပုံပေါင်းလို့ရတဲ့ခါကျတော့အကန့်အသတ်တွေအများကြီးပဲအဲ့ဒါကိုကြော်လွှားဖို့ဆိုတာကကျွန်တော်တို့ကတက်တွေ့ကြနဲ့တိုင်းသားတွေခံစားချက်ပြည်သူတွေရဲ့သဘောထားဒါကိုကျွန်တော်တို့အသေးစိတ်သိမြင်ပြီးတော့ဒါကိုကျွန်တော်ပေါင်းစပ်ညှိနှိုင်းပြီးတော့ဖြည့်ရှင်းမယ်ဆိုတော့အောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့အခုဗမာပြည်မှာနိုင်ငံရေးပါတီလို့ပြောမယ်ဆိုလို့ရှိရင် NLD ပါတီပဲပေါ့နော်အကြီးဆုံးလည်းဖြစ်တယ်အာဏာလည်းရတာပြီပေါ့အဲ့တော့ကိုမင်းစရာတို့အခုတီထောင်မဲ့နိုင်ငံရေးပါတီကဒီ NLD ပါတီနဲ့ခစ်ပြိုင်နိုင်ငံရေးပါတီအဖြစ်နဲ့ယူဆလို့ရမလားခင်ဗျာကျွန်တော်လည်းယုံကြည်ထားတဲ့ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကအနည်းဆုံးပါတီနှစ်ခုနဲ့အထက်ပေါ့နော်ဒါတစ်ချက်ပေါ့တော့တစ်ချက်ကပါတီစုံဒီမိုကရေစီစနစ်ထဲမှာဝင်ပြတဲ့နိုင်ငံရေးပါတီတိုင်းဟာဒီမိုကရေစီနိဒာကြဥပဒေနဲ့အညီပြရတဲ့အတွက်ကြောင့်ဒါတွေဟာကန်ဆက်တဲ့ဘောမျိုးမိတ်ဆက်တဲ့ဘောမျိုးပါတီလို့ပဲကျွန်တော်နိုင်ငံရေးဖွဲ့စည်းပေါ့အဲ့လိုပဲကျွန်တော်ခံယူတဲ့ခါကြတော့ဒီနေရာမှာကျွန်တော်တို့နိုင်ငံရေးပါတီထောင်ရင်းကြီး NLD ပါတီနဲ့တော့၎င်းပြည်ထောင်စုပါတီနဲ့တော့၎င်းအခြားမြစ်နိုင်ငံရေးပါတီနဲ့မဆိုတော့ကျွန်တော်တို့ကတူတာတွေကိုတွဲလုပ်ပြီးတော့မတူတာတွေကိုခွဲလုပ်သွားမယ်ဆိုတော့မဟာမိတ် policy တိုင်းကျွန်တော်သွားမှာပါတချို့ကလည်းထောက်ပြနေတာရှိလို့ပါဒီအချိန်မှာတိုက်ခိုက်နိုင်ငံရေးပါတီစစ်ပျောက်နေတယ်ဆိုတော့ဟာခွဲပေါ့နော်အဲ့ဒါကိုလည်းပြောတော့ကိုမင်းစရာတို့ရဲ့ဒီပါတီကအတိုက်ခံပါတီစစ်ဖြစ်လာမလားဆိုတာမျိုးကလည်းလူတွေကဒါစောင့်ကြည့်ကြတာကိုအဲ့ဒါကြောင့်ပါဒီလိုယုံကြည်တာကအတိုက်ခံတဲ့ဆိုတဲ့စကားလုံးတို့နောက်ပတ်ဖို့ဆိုတဲ့စကားလုံးပေါ့နော်တရားအင်အားစုပေါ့ဗျာကျွန်တော်ကတော့အဲ့လိုမျိုးမခံယူဘူးဗျကျွန်တော်တို့နိုင်ငံရေးပါတီဒီအတိုက်ခံနိုင်ငံရေးပါတီလို့ကိုမခံယူထားဘူးတရားအင်အားစုလည်းကျွန်တော်မခံယူထားဘူးကျွန်တော်ခံယူထားတာက
နိုင်ငံရေးပါတီစစ်စစ်ဖြစ်ဖို့ကျွန်တော်တို့လာမယ်နိုင်ငံရေးပါတီစစ်စစ်ဖြစ်ရေးဆိုတာပဲကျွန်တော်လုပ်မယ်ဒီပါတီစစ်စစ်ဖြစ်အောင်ကျွန်တော်လုပ်သွားမှာပါဟုတ်ကဲ့ကိုမင်းစရာကျေးဇူးတင်ပါတယ်ခင်ဗျအခုလိုပြောပြတာဒါတော့နိုင်ငံရေးပါတီတစ်ပေါ်ပေါက်ရေးအတွက်ကြိုးပမ်းနေတဲ့ဥဆောင်လှုပ်ရှားသူတွေကဦးမင်းစရာကိုကျွန်တော်ဆက်သွယ်မြန်းတင်ပြခဲ့တာပါမခက်ပါကြီးအခုတော့ကျွန်တော်ဒီလဲတွေရေမြုပ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့လည်းတင်ပြရအောင်နော်ဟုတ်ကဲ့ပါရှင်ဒီဇူလိုင်လဆန်းပိုင်းတွေကစတင်ခဲ့တဲ့တိုင်းနယ်ပြည်နယ်အတော်များများမှာရေလွှမ်းခဲ့တဲ့အတွက်အခုဩဂုတ်လဆန်းပိုင်းမှာတော့တနိုင်ငံလုံးကလယ်ယာမြေဧက9သိန်းကျော်ရေမြုပ်ခဲ့ပါပြီကိုနေကျော်ကြီးဒီလယ်ယာမြေဆုံးရှုံးသူတွေအတွက်သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့အာဏာပိုင်တွေလောလောဆယ်ဘာလုပ်ပေးနေကြသလဲနောက်ဆက်တွဲအကျိုးဆက်တွေဘယ်လိုဖြစ်လာနိုင်သလဲလယ်သမားတွေရောဘယ်လိုဖြစ်စေချင်သလဲဆိုတာတွေကိုကျွန်မဆက်ပြီးတော့တင်ပြပေးပါမယ်ရှင်ဟုတ်ကဲ့သောတာရှင်များရှင်ဇူလိုင်လအတွင်းကမိုးကြီးခဲ့လို့တပြည်လုံးမှာစပါးစိုက်ဧက9သိန်းကျော်ရေနစ်မြုပ်ခဲ့ပြီးဧက8000ကျော်လောက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနကနေသိရပါတယ်ပျက်စီးသွားတဲ့လယ်တွေအတွက်မျိုးစပါးနဲ့စိုက်ပျိုးဖို့စက်ကိရိယာတွေကူညီပေးနေတယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးမျိုးတင့်ထွန်းကပြောပါတယ်ပစ္စည်းကတွေတောင်သူတွေစပါးမျိုးတွေပါလိုရင်ပေးနိုင်မှုလည်းကျွန်တော်လုပ်နေပါတယ်။အဲ့ဒါကပြန်ဆိုင်မယ်ဆိုရင်လည်းဒီစက်ကိရိယာတွေနဲ့ကူညီပေးနိုင်မှုစီစဉ်နေပါတယ်ခင်ဗျ။အဲ့လိုရေဘေးကြောင့်လယ်တွေပျက်စီးဆုံးရှုံးနေချိန်မှာပဲအမေရိကန်အမျိုးသားအာကာသနဲ့လေကြောင်းဦးစီးဌာန NASA ရဲ့ဇူလိုင်လ30ရက်နေ့ထုတ်ပြန်ပေးချက်အရရခိုင်ပြည်နယ်မြောက်ပိုင်း၊အေရရီတိုင်းတောင်ပိုင်း၊ပဲခူးတိုင်းတောင်ပိုင်းနဲ့ရန်ကုန်တိုင်းတို့မှာရေဖုံးလွှမ်းနိုင်တဲ့အခြေအနေရှိနေတယ်လို့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ကပြောခဲ့ပါတယ်။ NASA ဂျိုတုပေါ့နော်အဲ့ဂျိုတုကနေပြီးတော့တိုင်းပေးထားတာရေကြီးတာတော့မဟုတ်ဘူးနေမိုင်းတွေရေဖုံးတာကိုပြောတာရေဖုံးတဲ့ဧရိယာကရခိုင်ရှိတယ်မြောက်ပိုင်းမှာပေါ့အေရဝတီနောက်ရန်ကုန်ပြီးတော့ပဲခူးတောင်ပိုင်းနော်တိုင်းသုံးခုပြည်နယ်တစ်ခုပေါ့မိုးရွာလို့ပါ NASA ကထုတ်ပြန်ပေးတဲ့အချိန်မှာပဲခူးတိုင်းအနောက်ချမ်းတာယာဝတီနယ်အိတ်လဟာကျေးရွာအုပ်စုမှာရေတားတာတမန်ကျိုးကြပြီးတော့ကျေးရွာအုပ်စုတစ်ခုတည်းအတွက်တင်လက်ဧက1000ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီလို့အိတ်လဟာကျေးရွာအုပ်ချုပ်ရေးမှူးဦးစောလာပွဲကပြောပါတယ်20ရက်နေ့ပေါ့လေအဲ့မြင့်မခရေကားတာပေါ့နော်လေယာမြေယူကာကွယ်ထားတဲ့တာအိတ်လရွာတဲ့တဲ့မှာကျိုးတော့လေတွေကရေမြုပ်သွားတယ်29 30လောက်မှာရေကနေကြသွားတော့မပေါ်တဲ့နေရာမပေါ်သေးဘူးအောက်ကိုကျွန်တော်နှိုက်ပြီးနှုတ်ကြည့်တော့အပင်တွေပုတ်နေတယ်ခင်ဗျအဲ့လိုတွေ့ရတယ်နောက်ကျွန်တော်တို့ပဲကိုပဲအဓိကပြန်ထားရမယ်သဘောတော့ရှိတာပေါ့သဘာဝတော့ပြန်ဆိုင်လို့ကတော့သိပြီးတော့မလွယ်တော့ဘူးပေါ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့တင်ပြတော့သူတို့ပဲမျိုးနဲ့တက်လာပြီးတော့ထောက်ပံ့ငွေစသည်ပေါ့လေအဲ့ဒါတော့သူမြို့နယ်ကနေပြီးတော့တစ်ချိန်ပေါ့မြို့နယ်ခရိုင်တိုင်စသည်ပေါ့သူတို့ဆက်လက်ပြီးတင်ပြပေးမယ်တော့ပြောတယ်ခင်ဗျNASA ကထုတ်ပြန်ပေးတဲ့စီးရင်ထဲမှာပါတဲ့နောက်ထပ်တိုင်းတစ်ခုဖြစ်တဲ့ AR တိုင်းထဲမှာလည်းတတိုင်းလုံးအနေနဲ့လေက9000ကျော်ရေနစ်မြုပ်ပျက်စီးရပြီးမို့လယ်သမားတွေဘလို့ဒုက္ခခံစားနေရတယ်လဲဆိုတာငတိုင်းချောင်းမြို့နယ်ကလယ်ပိုင်ရှင်မခိုင်ခိုင်ကအခုလိုပြောပြပါတယ်အခုခိုက်ကျိုးကြီးအချင်းဝင်ရတယ်မရသေးဘူးတချို့နေရာတွေမှာလေခိုက်ကျိုးကြီးအချင်းဝင်တေကောက်တသိန်းပဲပေးတယ်တေကောက်တသိန်းပဲပေးတဲ့ဟာကိုယူပြီးတော့သူကစိုက်ကြတာပေါ့နော်မစိုက်လို့ရှိရင်လည်းမရဘူးမရတဲ့တက်တာမစိုက်တယ်အခုစိုက်တော့လယ်တွေရေမြုပ်သွားတယ်ရေမြုပ်သွားတော့အဲ့လိုပဲလုံးဝချတကလိုက်တယ်ပြီးရောချိန်တိုင်းတော့ကြတော့ကြပြာကပီးနဲ့ပေါ့ဟိုပြန်ဆက်ရမယ်ပြန်ဆက်ပြီးတော့မှသူကအတိုးလေးနဲ့ရမှာလဲဆိုတော့တခြားတိုးကြီးကိုသူကယူပြီးတော့အဆက်ပြတယ်ပြီးကြတစ်ခါပြန်ထုတ်တယ်အဲ့လိုမျိုးဒီလယ်သမားတွေကတန်နေရလဲနေတာပေါ့လယ်သမားတွေကတော်တော်လုံးဝချတကလိုက်ပြီးတော်တော်ဒုက္ခရောက်နေပါတယ်လယ်တွေပြတ်တာကြောင့်ဒုက္ခရောက်နေရရှာတဲ့မြန်မာနိုင်ငံထဲကတန်းနဲ့ချီတဲ့လယ်သမားတွေရဲ့ဘဝတွေအတွက်လွှတ်တော်ထဲမှာပြောဆိုဆွေးနွေးကြတာရှိပါသလားလို့မေးကြည့်တော့အမျိုးသားလွှတ်တော်တောင်သူလယ်သမားကော်မတီဥက္ကဋ္ဌဦးဖမျိုးသိန်းကအခုလိုပြောပါတယ်ဒီကလူကယ်ပြန်ဝန်ကြီးဌာနလည်းလုပ်နေတယ်စိုက်ပျိုးရေးဝန်ကြီးဌာနလည်းလုပ်နေတယ်အဲ့လိုလုပ်တဲ့အခါမှာကိုယ်စားလှယ်တွေအနေနဲ့သက်ဆိုင်ရာနေပြည်တော်မှာတက်နေဆုံးဒီဆောင်ရွက်ပြီးပါဆိုပြီးတော့အဲ့ဒီလိုဆွေးနွေးထားတာရှိပါတယ်လူကြီးအဆင့်ထိတော့ကျွန်တော်တင်ပြတာပေါ့နော်အဲ့ဒါလေးရှိတယ်နှစ်ခုပေါ့တပိုင်းကတော့ဒီလုံးဝပျက်စီးသွားတာရှိတယ်ပျက်စီးသွားတဲ့အိတ်စာတွေဆိုရင်တော့အစ်ပြန်ဆက်ရမယ်လို့အဖတ်ကိုပြန်လောင်ပြရမှာအဲ့တော့ပျက်စီးသွားတဲ့အတွက်ကိုလည်းသူ့ရဲ့ဒီဆုံးရှုံးတဲ့ဥစ္စာကိုဆက်လက်တော့ပြန်ပြီးတော့အကူအညီပေးမယ်ပေါ့နော်ထောက်ပံ့မှုပေးမယ်ပေါ့ဒါမိုးရတိခါတဲ့ဥစ္စာပေါ့နော်ဒါလည်းအရေးကြီးထားပြီးတော့လုပ်နေတဲ့ကိစ္စလေရေဘေးကြောင့်လယ်သမားတွေလက်တလောဒုက္ခရောက်နေရပြီးလယ်ယာမြေတွေပျက်စီးတာကြောင့်ဆန်ဝယ်စားရမယ့်တနိုင်ငံလုံးကပြည်သူတွေလည်းဆန်ဈေးတက်တာလို့ဆန်ရှားတာလို့ဝယ်မရတာလို့နောက်ဆက်တွဲအကျိုးဆက်တွေကိုရင်ဆိုင်ရနိုင်ပါတယ်ပြည်သူတွေရဲ့အထွေထွေအခက်အခဲဟာနိုင်ငံရဲ့လမ်းကြောင်းကိုပါပြောင်းလဲစေခဲ့တဲ့တာရကတွေလည်းရှိခဲ့တာမို့ပြည်သူတွေရဲ့ရွေးချယ်မှုကိုခံယူပြီးပြည်သူတွေအတွက်အလုပ်လုပ်နေရသူတွေဟာလက်လုံလက်စားကျေးလက်နေလယ်သမားကစလို့နိုင်ငံတော်အဆင့်စီးပွားရေးလုပ်ငန်းကြီးတွေဥဆောင်နေသူနိုင်ငံသားအလုံးရဲ့အတန်ကိုကြားနေရဖို့လိုပါတယ်။ပဲခူးတိုင်းထဲမှာရှိတဲ့အိတ်လဟာကျေးရွာကလေးကပြည်သူတွေရဲ့အတန်ကို
ကျေးရွာအုပ်ချုပ်ရေးမှူးဦးစောလပွဲကတဆင့်နားထောင်ကြည့်ကြရအောင်ပါခုဆိုကျွန်တော်တို့3နှစ်သက်တဲ့ပေါ့ဒီနေ့ပါဆို3နှစ်သက်တဲ့ဒီကြီးတဲ့အတွက်သူတို့မှာလို့စောင်းနေရတော့အခက်အခဲနည်းနည်းရှိသွားသလိုစိုက်ပျိုးခြင်းချီးငွေတွေလည်းသူတို့မှာပြန်လည်ဆက်နိုင်မှုအနေဒါမရှိဘူးလို့ပြောနေကြတယ်ခင်ဗျပြည်သူတွေရဲ့အတန်ပေါ့လေကျွန်တော်တို့နားထောင်ကြည့်တယ်ကြည့်တော့သူတို့ကအဓိကပြောခြင်းထိုးခြင်းတဲ့အတန်တွေကတော့ကြောကြည်ရေကာတာကြီးကိုပေါ့လေခိုင်ခန့်နေပေါ့လေလုပ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီကလေယာမျိုးတွေကိုအဓိကထားစိုက်ပျိုးနေတူဖြစ်တဲ့အတွက်ဒီတာကြီးခိုင်မယ်ဆိုရင်သူတို့ဘဝအတွက်လုံခြုံမှုရှိမယ်လို့သူတို့ကတော့ပြောနေတယ်ခင်ဗျငတိုင်းချောင်းကမက်ခိုင်ခိုင်ကလည်းလေစိုက်သူတယောက်အနေနဲ့သူဖြစ်စေချင်တာကိုအခုလိုရိုးသားစွာပြောပြခဲ့ပါတယ်ဒီနေ့တွေကတော့လောက်တာတော့လောက်ကြတယ်ဒါပေမဲ့မြစ်ကပဲကောနေတာပဲလားဘလို့ဖြစ်တာလဲတော့မသိကျမတို့ညံတော့မမြင်ဘူးပေါ့နော်နောက်တစ်ချက်ကလေဓမားတွေဒုက္ခမရောက်ဘူးအရေးကိုထွက်လာတဲ့စဘာသေးကောင်းဖို့လို့လေအခုဒီနေ့ဆိုရင်စထွက်လာတော့စဘာသေးက3သိန်းလောက်ပဲရှိတယ်လေတေကရဲ့ပုံကြစိတ်ကစဘာ100ကို5သိန်းလောက်ဖြစ်မှလေဓမားတွေခံလာမှာအခု3သိန်းလောက်ဆိုလို့ရှိရင်လောကကတော့ပြန်မရဘူးတကယ်လို့ပေါ့နော်သူတို့ကနေပြီးတော့ဒီပညာတွေပေးတယ်စဘာမျိုးတွေပေးတယ်စဘာချင်းမကောင်းဘူးဆိုလို့ရှိရင်ဓမ္မတွေရဲ့ဘဝဒုံရင်းနဲ့ဖြစ်သွားပါလေအခုဒီနေ့ကဈေးတဲ့4သိန်းရဲ့ထက်ကိုမတက်တော့ဘူးမတက်တော့တဲ့အတွက်ကြောင့်ဓမ္မတွေကတော်တော်လုံးနဲ့ခြားတစ်ပတ်လိုက်ပြီးတော်တော်ဒုက္ခရောက်နေပါတယ်အဖြစ်တိုင်းမဲ့ဆိုလို့ရှိရင်တော့စဘာတွေကောင်းအောင်ရေကြီးတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြိုတင်ကောက်ရမယ်ဆိုရင်အကောင်းဆုံးပါလို့ဒီရေကြီးတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုကြိုတင်ကောက်ရမယ်ဆိုတာကတော့မိုးလေဝသပညာရှင်တွေနဲ့ပဲပို့ပြီးတော့ဆုံးဖြတ်ပြီးတော့ပို့ပြီးတော့ကူညီဆောက်ကြောက်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်လို့ဒီမကြည့်အောင်လုပ်ပေးမယ်ဆိုရင်တော့ကျေးဇူးများတင်ပါပါလို့ဘယ်ဆိုရတက်ပါမုံတိုင်းလိုငရင်လိုတဘာဝဘေးရန်တွေမျိုးကိုကြိုတင်ကာကွယ်ရခက်တာမှန်ပါတယ်ဒါပေမဲ့နှစ်နှဲငယ်လောက်စနစ်တကျစီမံခန့်ခွဲလိုက်ရင်ထိန်းချုပ်နိုင်မဲ့ရေကြီးတာလိုအန္တရာယ်မျိုးအတွက်ဆယ်စုနှစ်တစုနီးပါးစာလောက်အထိပြည်သူတွေနှစ်စဉ်အသက်အိုးအိမ်နဲ့လယ်ယာမြေတွေဆုံးရှုံးနေရတာကတော့ဝမ်းနဲ့ရတာချင်းတူတာတော့မှအားမလို့အားမရဝမ်းနဲ့ရတာမျိုးဖြစ်နေပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေထက်ခါပြောနေတဲ့ရှိပြီးသားတစ်ပင်တွေကိုထပ်မဆုံးစေဖို့နဲ့စိုက်လို့ရသမျှထပ်စိုက်ဖို့ဆိုတာနဲ့တင်တစ်ပင်ရဲ့အမြစ်တွေကရေတိုက်စားမှုကိုကာကွယ်ပေးမှဖြစ်တာကြောင့်ရေကြီးမှုကအတော်အတန်လျော့ပါသွားမှာပါ။ဒီလပိုင်းထဲမှာနိုင်ငံနဲ့အဝန်းရေကြီးရေရှမ်းတဲ့သတင်းတွေပလူပြန်နေတာကြောင့်ဆက်တာတွေကိုရှာဖွေဖတ်ရှုရင်းနဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မြစ်ရေကြီးမှုနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တစ်ခုကိုဖတ်မိပါတယ်။စိုးရိမ်ရင်မှတ်ဆိုတာဘာလဲထူးခြားမြစ်ရေဆိုတာဘာလဲရှင်းပြချက်တွေပါဝင်တယ်လို့ရေမကြီးခင်ရေကြီးနေချိန်နဲ့ရေကြီးပြီးနောက်ပိုင်းလှုပ်ဆောင်ရမှာတွေကိုလည်းလမ်းညွှန်ထားပါတယ်။အဲ့ဒီထဲမှာရေမကြီးခင်လှုပ်ဆောင်ရမှာတစ်ခုအဖြစ်ရေဘေးအန္တရာယ်ကြာရောက်နိုင်တဲ့ဒေသတွေမှာမိုးကာလမတိုင်မီကြိုတင်ပြီးတော့ရေဘေးဒဏ်ခံနိုင်တဲ့ရေကာတာတွေတိဆောက်ပြုပြင်ထားရှိခြင်းဆိုတာပါဝင်ပါတယ်။အဲ့လိုထုတ်ပြန်ထားတာမှန်ပေမဲ့လည်းနှစ်စဉ်နှစ်တိုင်းနိုင်ငံရဲ့အစိတ်အပိုင်းတော်တော်များများမှာရေဘေးဒဏ်ခံနေရတာဟာရေကာတာတွေမဆောက်လို့လားဆောက်တဲ့ရေကာတာတွေကပဲရေဘေးဒဏ်ခံနိုင်လောက်အောင်မကြန့်ခိုင်လို့လားမကြန့်ခိုင်ဘူးဆိုရင်ဘာကြောင့်မကြန့်ခိုင်တာလဲကြန့်ခိုင်တဲ့ရေကာတာတွေရအောင်မဆောက်နိုင်ဘူးလားဆိုတာတွေကိုဆက်လက်မေးခွန်းထုတ်ဆွေးနွေးရမှာဖြစ်ပါတယ်။ယောဂဗျာအပါအဝင်တဘာဝဘေးရန်တွေအတွက်ပြဿနာဖြစ်မှကုသတာကုညီကယ်တင်တာထက်မဖြစ်ခင်ကြိုတင်စီမံခန့်ခွဲတာကာကွယ်တာဟာငွေကြေးအကုန်အကျရောခံစားနေရသူတွေရဲ့ဒုက္ခတွေရောကယ်တင်ကူညီရသူတွေရဲ့အချိန်နဲ့အင်အားဆုံးရှုံးမှုတွေကိုပါလျှော့ချနိုင်မယ်ဆိုတာကတော့ဘယ်သူမှအငြင်းပွားမဲ့အချက်ဖြစ်မယ်မထင်ပါဘူးရှင်။ရေဘေးဒဏ်ခံနေရတဲ့လယ်သမားတွေရဲ့အခြေအနေကိုတင်ပြပေးခဲ့တာပါ။ဒီအစီအစဉ်နဲ့ပဲဒီနေ့ည RFA မြန်မာဘာသာထုတ်လွှင့်မှုကိုရနာခွင့်ပြုပါရှင်။ဟုတ်ကဲ့ပါဒီနေ့ညအစီအစဉ်ကိုအရီတာဥက္ကမောင်ကြီးနဲ့သူမခက်မနဲ့ကျွန်တော်နေကျော်ကပူးပေါင်းတောင်းယူဆောင်ရွက်ခဲ့ပါတယ်။အပတ်ပိုင်းအင်ဂျင်နီယာကတော့ရှောင်းရော့ဖြစ်ပါတယ်ခင်ဗျာ။နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။သောတာရှင်မြန်မာပြည်သူပြည်သားအားလုံးရှင်လန်းချမ်းမြေ့ကြပါလိမ့်ရှင်။ This is Radio Free Asia.